ရိတ်တော်ဤကြောင့်ဤကြောက်ကိုဤပတ်ဝန်းကျင်များနဲ့နေတိုင်းဆောင်းလျှောက်ကြကုန်သောနေတိုင်းကျက်စားတော်လာကြကုန်သောခတ်တိန်သောမြင်အမမြင်ပုဂ္ဂိုလ်ပေါင်းဆောင်းလျှောက်ပေါင်းတို့နဂါကလုံးကုန်းမရက်ကဝိဇ္ဇာဆိုကြည်တပည့်ဒီမှာဆောက်ပြီးဗုဒ္ဓမြတ်စွာသာသနာတော်အကြီးညိုလေးစားကြသောခတ်တိန်သောဒီနေ့ပြမတတ္တဝါပေါင်းတို့အားတရားနာကြရန်မေတ္တာမြတ်ခံရန်ဖိတ်ခေါ်ပါ၏မိမိတို့နှင့်တင့်တော်လျောက်ပတ်တော်နေရာများ၌ကိုစီနေရာယူကြပါကုန်လောအလုံးနမောတတဖြင့်ဘုရားရှိခိုးပြီးတရားပွဲဆိုင်ရအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘိန်းတော်ပဲစဉ်စနေတနင်္ဂနွေတရားမေးပြီးကန္တာစတင်ပါပြီဗျာဥစွာတွေ့တဲ့မေကုန်းကဘုရားတပည့်တော်တနေ့နှစ်ကြိမ်တရားထိုင်ပါတယ်ဗျာတစ်ချိန်ကိုတနာရီခွဲထိုင်ပြပါတယ်ဗျာထိုင်နေရင်35မိနစ်လောက်နေတော့ဒုက္ခဝေဒနာကိုကြာအောင်မခံစားရဘဲနဲ့စိတ်ထဲမှာငြိမ်းအေးပြီးတော့ချမ်းသာဒုက္ခကိုခံစားရပါတယ်ဗျာအဲ့ဒါတမာတိချုပ်တာပါလားဗျာဒီလိုမျိုးစာပေမှာတမာတိချုပ်တမာတိချုပ်တယ်လို့ဝေဒနာချုပ်တယ်လို့တော့ဘုရားဟောတဲ့တိုင်းရဲ့မပါပါဘူးဒီလိုတမာတိချုပ်တယ်ဝေဒနာချုပ်တယ်ဆိုတဲ့စကားတွေကိုအခုနောက်ပိုင်းဘုန်းကြီးတွေအထူးသဖြင့်ကြီးမားဝတ်တဲ့တောထွက်ဆရာတော်တွေသူတို့အရက်စကားနဲ့အလွယ်သုံးကြရင်လည်းဒီစကားကိုသုံးရင်းနဲ့တွင်ကျလာကြတာပေါ့နော်တမာတိချုပ်တယ်ဝေဒနာချုပ်တယ်အဲ့လိုချုပ်တယ်ဆိုရင်ပဲတရားတွေပဲရတာလို့တရားတွေတိတာလို့ဒီလိုမျိုးတွေထင်ကြမြင်ကြတတ်မဲ့ကြမြင်ကြခုံကြပေါ့ဒီလိုတမာတိချုပ်ခြင်းဆိုတာဒီဘုရားဟောတဲ့မပါဘူးဒါပေမဲ့အခုခေတ်ဘုန်းကြီးတွေကတော့ဝေဒနာလေးပျောက်သွားရင်တမာတိချုပ်တယ်တချို့လည်းဝေဒနာတွေဝေဒနာတွေမပေါ်လာတော့ဘူးဆိုဝေဒနာချုပ်တယ်စိတ်လေးငြိမ်းချမ်းတမာတိချုပ်တယ်လို့ထင်တယ်အဲ့ဒါတွေကတော့သူတို့ကတော့ဘလို့စံနှုန်းတွေနဲ့တတ်မှတ်ထားလဲတော့ဒါသူတို့အသိဆုံးပေါ့ဘဘုန်းတို့ဘုရားဟောတဲ့ညီဖြေရရင်တော့အဲ့ဒါတွေကိုအဓိကမထားစေချင်ပါဘူးခုတရားထုတ်နေနေတဲ့ယောဂီကတရားထိုင်နေနေတဲ့နိုင်ဝဲကြော်လောက်မှာ35မိနစ်လောက်မှာဒုက္ခဝေဒနာတွေပျောက်သွားတယ်ဆိုတဲ့အခါကျတော့ယောဂီရဲ့တမာတိအတင်းအားကောင်းလာတာရဲ့ဝေဒနာကတိတ်မပြင်းထန်တာရဲ့ဒီလိုအကြောင်းကျိုးညီညွတ်သွားတဲ့အခါအင်္ဂလိပ်၅ပါးညီသွားတဲ့အခါမှတ်လို့ကောင်းသွားတော့ကြီးကြီးမားမားဒုက္ခဝေဒနာမဖြစ်တော့ဘူးဒီခါမှာစိတ်ရဲ့တမာတိရဲ့စွမ်းအားတရားရဲ့စွမ်းအားကြောင့်ပီတိဖြစ်တာစိတ်ကငြိမ်းချမ်းစိတ်ချမ်းသာတယ်ကြီးမားတဲ့ဝေဒနာဆိုးတွေမကြုံရဘူးဒါသည်ဓမ္မရဲ့လမ်းစဉ်တဘာဝနိယာမတစ်ခုပါပဲတမာတိချုပ်တာလည်းမဟုတ်ဘူးချုပ်ရအောင်လည်းတမာတိဆိုတဲ့အရာချုပ်ရတဲ့မျိုးလည်းမဟုတ်ဘူးသိထားနော်ဘဘုန်းတို့ပုဂ္ဂိုလ်ရေးရပြောပြတာမဟုတ်ပါဘူးဓမ္မတဲ့နဲ့ကြဖြေရရင်စောစောဘုန်းကြီးပြောတာထပ်ပြောပါမယ်တမာတိချုပ်တယ်ဝေဒနာချုပ်တယ်ဆိုတာတွေဒီဖျားဟောတဲ့မပါဘူးအဲ့ဒီဝေဒနာမပေါ်တာကိုပဲဝေဒနာချုပ်တယ်ဝေဒနာကိုမှတ်နိုင်တာကိုပဲဝေဒနာချုပ်တယ်လို့အများစုသတ်မှတ်ကြတယ်အခုခေတ်တချို့လိုကြီးမားဝတ်တဲ့ဘုန်းကြီးတွေသူတို့အလွယ်ဟောတာပေါ့ဒါပေမဲ့လူတွေကနားလည်မှုတွေလွဲသွားတယ်ပြီးတော့တမာတိကောင်းတယ်ဆိုလည်းတမာတိချုပ်တယ်တမာတိချုပ်တယ်ဆိုတာလည်းမရှိဘူးချုပ်ရတဲ့အရာလည်းမဟုတ်ဘူးနော်ယုံနံချုပ်ငိမ့်တယ်ယုံနံတွေပြတ်သွားတယ်မဉ္ဇဉ်ဖွဉ္ဇဉ်ရမှတာလေးဒါချုပ်ငိမ့်တယ်လို့တောင်းရင်တောင်းမဒီတမာတိချုပ်ဝေဒနာချုပ်စေစကားတွေကဘုရားဟောတယ်လည်းမပါဘဲနဲ့လိုဟာဆွဲပြောရင်းနဲ့နားလည်မှုတွေလွဲပြီးတော့တရားဓမ္မတွေအတွက်ကောင်းကျိုးဖြစ်ဖို့ကတော့ရာဂိုင်တော့အင်မတန်နည်းပါတယ်လမ်းလွဲဖို့ပဲများတာဖြစ်တဲ့အတွက်မိကွန်းနဲ့တော့တရားမပါဘဲနဲ့ဆက်နေတော့ဘုံဘုံဖြည့်ပေးပါတယ်ဒါတမာတိတွေအာကောင်ပီတိတွေဖြစ်လာတဲ့ကစိတ်ရဲ့ငြိမ်းချမ်းပြီးတော့ဒုက္ခဝေဒနာတွေတက်တာသွားတဲ့အဆင့်ပါပဲနော်တမာတိချုပ်တာလည်းမဟုတ်ဘူးဝေဒနာချုပ်တာလည်းမဟုတ်ဘူးဝေဒနာချုပ်တမာတိချုပ်တဲ့စကားနဲ့လည်းမအပ်ဆက်ဘူးမတင့်တော်ဘူး
ဒါဓမ္မနိယာမှာပဲဆက်ပြီးအားထုတ်ပါလို့ပဲဘုန်းကြီးဖြေချပေးတယ်ဒီတဲ့သေးစိတ်သိချင်းထပ်မေးလျှောက်ပါဗျာနောက်မေးခွန်းကမေးလျှောက်ခွင့်ပြုပါဗျာအင်္ဂါသားမို့ဈေးဆိုင်မှာတက်တာချင်းသေးရုပ်ထုလုပ်ပြီးထားရင်လူလိမ်မလာရဲဘူးဆိုတာမှန်ပါသလားဗျာတဲ့ဘာမှမဆိုင်ဘူးလို့အဖေကိုပြောပြတာကိုအစွမ်းရောက်နေတယ်လို့ပြောခံရပါတယ်ဗျာဖရဲ့ဩဝါဒကိုအဖေကိုပြခြင်းလို့မိန့်ကြားပေးတော်မူပါဗျာတဲ့နော်အင်္ဂါသားဖြစ်နေတဲ့အတွက်ဈေးဆိုင်မှာတစ်သားချင်းသေးရုပ်ထားရင်လူလိမ်မလာရဲဘူးလို့ပြောတဲ့သူကိုယ်တိုင်အောင်လူလိမ်ဖြစ်နေတာနော်တခြားလူလိမ်လာတာမလာတာတော့နောက်တက္ကဏလောလောဆယ်အဲ့ဒါကိုဖះဟောတဲ့လည်းမပေါ့ဘာမှလည်းမဆိုင်လောကမှာလူလိမ်နေဒီလောက်ပေါ်တာအဲ့ဒီလိုမျိုးပြောတဲ့သူအောင်လိမ်နေတာပဲလက်တွေ့လည်းမကြဘူးတဘာဝလည်းမကြဘူးလောကတဲ့ပညာရက်တွေတချို့ပညာရက်တွေတော့လည်းသူတရားသက်စီပညာရက်တွေရှိရတော့ဘဘတို့နားလေတယ်လက်ခံတယ်အဲ့ဒါကအတိုင်းအတာတစ်ခုထိပဲမှန်တယ်ရာနှုန်းပြမမှန်ဘူးအာကိုရလည်းဘာမှအာကိုလို့လည်းမရဘူးအာကိုရလည်းမဖြစ်ဘူးနော်ဒီလိုမျိုးပြောတယ်ဆိုတဲ့သူတွေအောင်လိမ်နေတာအဲလောလောဆယ်လူလိမ်ကနောက်လာမှာလူလိမ်ဆိုတာလည်းလောကမှာနော်လောကမှာလူလိမ်ကလည်းပေါ်လွန်နေတာဘယ်လိုပြောရမလဲအခုကစကားနဲ့ပြောလို့တော့မကောင်းဘူးနော်ဘယ်လိုပြောမလဲရိုက်တက်လို့တော့မကောင်းဘူးလို့ပြောမလို့ဖြစ်နေလူကောင်းဆိုတာအရန်ရှားတယ်လေတချို့ပြောကြတယ်လေလူရိုးဆိုရင်တုတ်တန်မှာတော့နော်တုတ်တန်မှာပဲရှိပါတော့တယ်တဲ့အဲ့ဒါတော့ရွာတုတ်တန်တွေဟုတ်တောကြုံအောင်ကြားတုတ်တန်ပဲရှိမှာအခုလူရိုးတောင်မှာတုတ်တန်တွေမှာမိသိန်းကြိုလိုက်တော့အရိုးတောင်ပြဖြစ်ကုန်လူရိုးကတုတ်တန်မှာတော့မရှိတော့ဘူးပြောရမလို့ဖြစ်လာအခုကမှလူလင်းလူကောက်တွေဒီလောက်များနေတာအဲ့ချင်းသေးရုပ်ကြီးထားလို့အောက်စင်ပါလို့လုပ်မယ်တနင်္လာသားဆိုရင်ကြားရုပ်ကြီးထားအောင်နော်တနင်္ဂနွေဆိုရင်ဂလုံးရုပ်ကြီးထားဆိုင်မှာလူလိမ်မလာဘူးပဲအဲ့ဒီအယုတ်ပါလိမ်ပြီးတော့ခိုးအောင်မယ်ဒါရက်တဘာဝမကြောက်ရုပ်တိလည်းမတန်ဘူးဖျားဟောလည်းမညူဘူးလောကတဲ့ပညာနဲ့လည်းမဆိုင်ဒါအဲ့လိုနော်ဒီအတွက်ဒါတွေကိုအယုံကြည်မရှိစေချင်ပါဘူးလူလိမ်ကတော့ဘဝမှာနေလူလိမ်တေချာပေါက်ကြုံရလိမ့်မယ်အခုလိုခေတ်ဆိုကာလဆိုကြီးမှာလူလိမ်တွေဘလို့မှရှောင်လို့မရကိုကရှောင်လဲကိုရှိကိုလာမှာနော်ဆိုင်လဲလာမှာလဲအိမ်ုံလဲလာလိမ်ဘူးမှာပဲချင်းသေးရုပ်လည်းမကယ်နိုင်ဘူးဘာမှလည်းမဆိုင်ကိုကအလိမ်မခံရအောင်နေရမှာအထူးသဖြင့်ဖုံဖုံတို့လိုမျိုးပုံကိုယ်တွေပို့အလိမ်ခံရတယ်ဘယ်လိုပုံကိုယ်တွေလဲဆိုတော့အာနာတက်တဲ့သူတွေတဏှာတက်တဲ့သူတွေပို့ပြီးအလိမ်ခံရတယ်အာနာမှုတဏှာမှုကိုအခွင့်အရေးယူတာတခါတလေလိမ်မန်းတည်နေပေမဲ့လည်းဖုံဖုံတို့မှာမတိတရားဆောင်ပြီးသူတို့ဒုက္ခကိုတဏှာတဲ့အတွက်မေတ္တာနဲ့မတိတရားဆောင်ခွင့်ပြုပေးခွင့်လို့ပေးလိုက်တာရှိပါတယ်အတတ်နဲ့ဆုံးတော့အရန်ဆိုးတဲ့သူတွေကတော့လိမ်ဖုံဖုံတို့ကတော့လက်မခံပါဘူးပြောလို့တာကလောကထဲမှာနေတဲ့သူတွေလူလေးလူကောက်ဒီလောက်ပေါ်နေတာဖုံဖုံတို့တိုင်းပြီးစင်းရဲတော့ပိုဆိုးတယ်ဗျာရှောင်လို့မရဘူးကိုယ့်အိမ်မှာနေလဲရောက်လာမှာပဲနောက်ဆုံးဘယ်လိုမှမရရင်ကြားဖြန့်လာလဲဦးမှာပဲလေဘဏ်အကောင့်လေးတောင်း KB password လေးတောင်းတချို့ password တော့မတောင်းတော့ပဲဟတ်သွားမယ်လင်းနေပို့ပြီးတော့အဲ့လဲလူလိမ်မဲ့လေဟုတ်ပြီလားချင်းသေးရုပ်လည်းမကယ်ပါဘူးနော်အဲ့ချင်းသေးရုပ်တရုပ်တည်းမဟုတ်အကောင်စိတ်လောက်ထားလည်းမရဘူးတက်စိတ်ထားလည်းမရဘူးဘာမှမဆိုင်ဘူးဒီအတွက်ဒါတွေကိုလွဲမားတဲ့ဖျားဟောတယ်လည်းမညီဘူးတိတ်ပန်နီးနဲ့လည်းမကြဘူးလက်တွေလည်းမကြဘူးလောကတဲ့ပညာနဲ့လည်းဘာမှမဆိုင်တဲ့လိန်ညာလှည့်ပြားတဲ့အဲ့ဒီအရာတွေကိုအဟုတ်ထင်မနေပါနဲ့ကိုပဲလူလေရဗမာဝိနေနေကြုံရမယ်အလိမ်မခံရအောင်နေတဏှာတော့တဏှာစေတနာတော့ထားစေတနာကောင်းလုံးတဲ့သူတွေတဏှာလုံးတဲ့သူတွေကအလိမ်ခံရတာဖြစ်တဲ့အတွက်ပညာနဲ့ရှင်ပြီးတော့တတိထားပြီးနေပါလို့ပဲဘုန်းကြီးကမေတ္တာနဲ့ဖြေကြားပေးပါတယ်ဗျာဘုံဗျာတေလရှင်ဝိဖြင့်တို့မဟုတ်ယောဂီဝိနဲ့တရားရှာရမှာဘလို့ကွဲပြားလဲသိချင်ပါတယ်ဗျာတေလရှင်ဝိချင်းကရောဖရာတရားတော်တဲ့ပါသလားဗျာဒီပြီးတော့တို့မှာညီအမပဲရှိတော့မိဘကိုတေလရှင်ဝိဖြင့်တာကုသိုလ်ပြုပေးနိုင်တယ်လို့ထင်လို့ပါဗျာအရင်လဲဝိပေးခဲ့ပါတယ်ဗျာသူတို့လည်းဝမ်းသာပီတိဖြစ်ကြပါတယ်တပြီးတော့ထပ်ဝိကျင်စိတ်ရှိလို့မေးလျှောက်တာပါဗျာထပ်ဝိကျင်တာကောင်းပါတယ်တေလရှင်ဝိနဲ့ယောဂီဝိနဲ့တရားထုတ်တယ်ဘလို့ကွာလဲဆိုတော့စိတ်ရနှလုံးသွင်းလဲကွာသွားတယ်အတွင်ပြင်ကွာသွားတဲ့အတွက်ပို့ပြီးတော့တရားထုတ်လို့ပိုကောင်းစေပါတယ်တေလရှင်တွေကဖျားဟောတဲ့ပါလားဆိုဖျားဟောတဲ့မပါပါဘူးဒါဘုံတရားတွေအမြဲနာပါများရင်သိပါလိမ့်မယ်ဘုံလည်းအမြဲဟောနေပါတယ်နော်ဘိက္ခုနီပေါ့ဖျားရှင်လက်ထက်ကဘုန်းကြီးတို့
တကားတွေယောက်ျားလေးတွေဘုန်းကြီးဝတ်တာကြတော့ဘိက္ခုယဟန်လို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဘုန်းကြီးဝတ်တာကြတော့ဘိက္ခုနီယဟန်မလို့ခေါ်တယ်နော်ဒီဘိက္ခုနီသာသနာကနှစ်900ပဲကြာပါတယ်နှစ်900နေပြီးနောက်ပိုင်းသာသနာကွယ်သွားတယ်ဘာလို့ကွယ်ရလဲဆိုတော့ဝီနီစီကန်တွေဘုန်းကြီးတွေတဲ့များလုံးတဲ့အတွက်ဒီဘိက္ခုနီတစ်ပါးဖြစ်ဖို့ဆိုတာမလွယ်ဘူးသူ့ရဲ့အဆင့်ကဲစီမင်းစီကန်းတွေပြည့်စုံမှဘိက္ခုနီဝတ်လို့ရတယ်ဒီအင်္ဂါရက်တွေနဲ့ဒါမပြည့်စုံတော့ဝတ်လို့မရအနောက်ဆုံးမှာဘိက္ခုနီသာသနာဝတ်တဲ့သူလည်းနည်းလာတယ်ဝတ်ဖို့အခွင့်အရေးတွေလည်းမလွယ်ဘူးဒီစီကန်းတွေအစအရန်များလုံးတဲ့အတွက်လုံးဝမျိုးဆက်ပြတ်သွားတယ်ပေါ့ဘိက္ခုနီဝတ်ဖို့ကအမျိုးသမီးဘိက္ခုနီတွေအချင်းချင်းဝတ်ပေးမှရပါရဟန်းတွေဝတ်ပေးလို့မရဘူးဘုန်းကြီးတွေကတက္ကမတွေကိုဘိက္ခုနီဝတ်ပေးလို့မရဘူးအမျိုးသမီးဘိက္ခုနီချင်းမဝတ်ပေးရတာဒါတော့အင်္ဂါရက်တွေစီကန်းတွေအများကြီးရှိတယ်ဒီမှာဟောရင်ကြာသွားမှာဆိုလို့ဒီအတွက်ဒီဘိက္ခုနီသာသနာကွယ်သွားတာဖြစ်တဲ့အတွက်ခဏတော့ပြောနေတာပါပဲအခုလည်းနည်းနည်းလေးထပ်ပြီးတော့လို့တို့ရှင်းပြောရရင်ဘိက္ခုနီသာသနာကွယ်သွားပြီးနောက်ပိုင်းမှာနော်တချို့တက္ကမတွေကအမျိုးသမီးတွေကသာသနာပေါင်းမှာခိုလုံပြီးတော့ဘုရားတရားအရေးမှာခိုလုံပြီးတော့တရားဓမ္မနဲ့နေကျင်တဲ့အခါဆရာတော်တွေကိုရှောက်ထားတယ်ဆရာတော်တွေကဘိက္ခုနီဝတ်ခွင့်ပေးလို့မရဘူးဘိက္ခုနီဘုန်းကြီးတွေကလည်းဝတ်ပေးလို့လည်းမရဘူးဘုရားဟောနဲ့မကိုက်နေတဲ့အတွက်ဒါပေမဲ့တက္ကမတွေကလည်းသာသနာပေါ်မှာနေကျင်တယ်ဘိက္ခုနီသာသနာကလည်းကိုယ်နေပြီဆိုတော့ဘုရားဟောနဲ့လည်းမဆန့်ကျင်အောင်အဲ့ဒါကိုဘုန်းကြီးတွေကဒီတက္ကမတွေကိုဘိက္ခုနီဝတ်ပေးလိုက်မယ်ဆိုရင်ဘိက္ခုနီလည်းအစ်စ်လည်းမဖြစ်လာဘူးဘုရားဟောနဲ့လည်းဆန့်ကျင်တယ်အပြစ်တွေဖြစ်တယ်ဒီအတွက်ဆရာတော်တွေကဖျားဟောနဲ့လည်းမဆန့်ကျင်အောင်ဒကမတွေလည်းအစဉ်ပြေအောင်ဆိုပြီးတီလာရှင်တီလာကိုမျက်နှိုးတဲ့နော်အရှင်မြတ်တွေအရှင်မတွေဆိုပြီးတော့တီလာရှင်ဆိုပြီးတော့အဲ့ဒါတို့ကြောင့်တီလာရင်ဆိုပြီးတော့မဟုတ်ဘူးတီလာရင်မဟုတ်နော်တီလာရှင်တီလာကိုမျက်နှိုးတဲ့အရှင်မတွေပေါ့နော်ဒီလိုမျိုးရည်ရွယ်ချက်နဲ့တီလာရှင်ဆိုတဲ့နာမည်နဲ့ဘိက္ခုနီတွေရဲ့စီကန်းတွေအကုန်လုံးတော့လိုက်နိုင်နေမှာမဟုတ်ဘူးတို့ပေမဲ့လည်းတချို့စီကန်းလေးတွေကိုဆရာတော်တွေကနားလည်မှုနဲ့စီကံတက်မှတ်ထားတာတရားရှင်ကျင့်ဝတ်ဘာညာတွေဆိုတာကနော်တန်ခါမာနာယကနဲ့တက်ဆိုင်ရာဆရာတော်တွေစီကံလေးတွေတက်မှတ်ပေးရတာဖြစ်ပါတယ်ဒါတရားရှင်ဒီဘိက္ခုနီလောက်မမြတ်ပါဘူးဖះဟောတဲ့လည်းမပါဘူးဒါပေမဲ့ဖះဟောတဲ့လည်းမဆန့်ကျင်ဘူးဘိက္ခုနီလမ်းစဉ်ကိုကျင့်တယ်တိတ်ခမန်လိုမျိုးပေါ့ဒါပြီးဒါပေမဲ့ဘိက္ခုနီလောက်ရဟန်းမလောက်မမြတ်ပေမဲ့လူတက္ကမကြီးထဲတော့တာပြန်ဘာလို့လဲသပင်ကိုပယ်ရတယ်နော်ဒီဆရာလေးဝတ်စုံဝတ်ရတဲ့အခါမှာကိုကြိုက်တယ်နော်အမျိုးသမီးတွေဆိုလူတွေယောက်ျားလေးတွေတဲ့အမျိုးသားတွေတဲ့အမျိုးသမီးတွေပို့ပြီးလှပကြိုက်တယ်ဒါပေမဲ့တရားရှင်မှာလှပပြင်ဆင်ခွင့်မရှိတော့ဘူးစပင်လည်းပြင်လို့မရဘူးဒါအကောင်ဒါကရုံးတုံးရတယ်ကိုကြိုက်တဲ့အဝတ်စားတွေလည်းဝတ်လို့မရတော့ဒီအယောင်ဒီဒီဇိုင်းဒီတစ်မျိုးလည်းဝတ်ရတယ်အဝတ်စားနဲ့ပတ်သက်ပြီးတော့အလှပနဲ့ပတ်သက်ပြီးကြောင်းကြောင်းစိတ်နေသွားတယ်တရားရှင်တွေကဒါလိုကြောင်းကြောင်းစိတ်နေသွားတဲ့အတွက်တရားပို့အားထုတ်တဲ့ကစိတ်ဖြောင်းလဲဖြောင်းပိုအားထုတ်နိုင်တယ်ပြီးတော့ဘိက္ခုနီမနဲ့ဆင်တဲ့အတွင်ဘိက္ခုနီမနဲ့တူတော့မတူဘူးဘိက္ခုနီရဲ့လမ်းစဉ်ကိုဆင်တဲ့အတွင်ပြင်ကိုဝေယုံထားတာဖြစ်တဲ့အတွက်သာသနာနွယ်ဝင်သီလရှင်ဖြစ်တယ်သာသနာနဲ့သက်ဆိုင်နေတယ်ဒီပုဂ္ဂိုလ်တွေကဒီဟောလိုသီလရှင်တွေကဘာဖြစ်ဖြစ်ဘိက္ခုနီနီပါဘိက္ခုနီလောက်မမြင့်ပေမဲ့လေဒါအမတန်ကိုအမျိုးသမီးတွေတည်းမြင့်မြတ်တယ်ဗုဒ္ဓရဲ့သမီးတော်ဘဝနဲ့တရားထုတ်တယ်ဆိုရင်လေစိတ်ကိုပို့ပြီးတော့တမာရည်မြင်ရစေတယ်။နောင်ဘဝတွေမှာလည်းဘိက္ခုနီဖြစ်ဖို့အတွက်ပါရမီပိုကောင်းစေတယ်။လောဘဒေါသတွေပိုနေတယ်။စိတ်ကစားရှင်းသွားတယ်လူဝိနဲ့အာထုတ်တာနဲ့တရားရှိဝိနဲ့အာထုတ်တာနဲ့မတူဘူး။လူဝိနဲ့အာထုတ်တယ်ဆိုရင်တော့မှလူဝိစုံတွေပေါ့အခုခေတ်ပေါ်အဝိစားတွေဝိပြီးတရားထုတ်တာနဲ့ယောဂီဝိစုံတွေဝိပြီးတရားထုတ်တာနဲ့မတူပြန်ဘူး။ခေတ်ပေါ်ဝိစားတွေဥပမာပေါ့အခုဒါအကွဲတွေရောအပြဲတွေရောအကြက်တွေရောဘောင်းဝင်ရှည်တွေရောအဲ့လိုမျိုးလျက်ပေါ်တဲ့နော်တောက်ပြောင်တွေတိုးလို့တွဲလုံးအဝိစားတွေဝိပြီးတရားထုတ်စိတ်ကလည်းတကယ်ကိုကနာမငြိမ်ဘူးနော်စိတ်ကိုမငြိမ်တော့ယောဂီဝိစုံလေးနဲ့အားထုတ်လိုက်တဲ့အခါမှာစိတ်ကတော်တော်လေးငြိမ်သွားတယ်ဒီကိုယ့်ရဲ့အဝိစားပေါ်မူတည်ပြီးတော့လေဝိစားတဲ့အဝိစားပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့လေစိတ်ကပြောင်းတယ်စိတ်ကမတူဘူးဒါလက်တွေ့လုပ်ကြည့်မယုံရင်နော်ဟိုဆရာလေးဝင်းနဲ့အားထုတ်လိုက်တော့ပို့ပြီးစိတ်ကပို့ပြောင်းသွားတယ်ငါတိလရှင်ပဲဘုရားသမီးတော်ဖြစ်သွားပြီဆိုရဲစိတ်ဆိုတော့တော်တော်နော်ကိစ္စတွေငါနဲ့မဆိုင်တော့ဒီလိုစိတ်ဖြစ်သွားတယ်စိတ်ကပို့ရှင်းပြီးပေါ့ပါတယ်တရားမဲ့လို့လည်းပို့ကောင်းတယ်ဟုတ်ပြီနော်ဒါစိတ်ထားတတ်ရင်ပေါ့ဗျာစိတ်မထားတတ်ရင်တော့ဘယ်ဘဝနေမကောင်းပါဘူးစိတ်ထားတတ်ရင်တော့ထားတတ်တယ်လို့ပို့ကောင်းတယ်ဆရာလေးဝင်းနဲ့ကဆရာလေးလည်းဝင်းမဲ့စိတ်လည်းထားတတ်ရင်ပို့ကောင်းတယ်စံကြယ်ပန်းနေနဲ့ထိုးကြီးတွေလည်းထိုးနေတူပေါ့အမျိုးသားတွေလည်းနော်
တရားမဲ့လို့ပူကောင်းစေပါတယ်ပိုအကျိုးများပါတယ်လို့ဖြေကြပေးပါတယ်ဗျာနောက်မေကုန်းကအက်ဆီဒန့်ကြောင့်ပွဲချင်းပြီးဆုံးသွားတဲ့လူတွေမှာရောကံနဲ့ကမ္မနမိတ်ပေါ်ပါသလားဖြေကြပေးတော်မူပါဗျာတဲ့ပေါ်ပါတယ်ဒီတကယ်တော့အက်ဆီဒန့်နဲ့ရုတ်တရက်တည်ဆုံးတဲ့အခါကျတော့သူတို့ရဲ့ကမ္မနမိတ်ကံနမိတ်တွေဆိုတာကလေတကယ်တော့ဂတိနမိတ်လည်းပေါ်တယ်ဒီနမိတ်သုံးခုလုံးဒါပေမဲ့အယမ်းမြန်တာဟုတ်ဒီပေါ်တယ်ဆိုတာဘုရားစိတ်ဖြစ်စဉ်လို့ကြည့်လေစိတ်ထဲမှာဒီကနေဘယ်တွေးလိုက်မလဲနိုင်ငံခြားတွေးလိုက်ရန်ကုန်မန္တလေးပြည်ဦးလေဘယ်ကိုပို့လိုက်မလဲချက်ချင်းပို့လို့ရတာဟုတ်အဲ့လိုပဲတည်တဲ့သူတွေဘလောက်ပဲမြန်တယ်ပြောတေကန်ဒီလူရဲ့စိတ်မှာဒီကံတွေကတော့ကံနမိတ်ကံမနမိတ်ဂတိနမိတ်တွေပေါ်တယ်တို့လုပ်ခဲ့တဲ့ကုသိုလ်ကံဆိုရင်ကုသိုလ်ကံလုပ်ခဲ့တဲ့ပစ္စည်းတွေလုပ်ခဲ့တဲ့အရာတွေနောက်လာမဲ့ဘဝတွေနော်ကံနမိတ်ကံမနမိတ်ဂတိနမိတ်ကုသိုလ်ဆိုလဲကုသိုလ်အကုသိုလ်ဆိုလဲအကုသိုလ်အဲ့နမိတ်တွေတော့တေချာပေါ်တယ်ဒီလိုမျိုးပေါ်တဲ့အခါမှာတရားတတိအလေးချင်းရှိတဲ့သူဆိုရင်တော့ကောင်းတာတရားတတိအလေးချင်းမရှိတဲ့သူတွေပေါ်လာတဲ့မြဥပမာပေါ့ဘိုးဆိုလိုတာကကောင်းတဲ့ကံတွေကောင်းတဲ့ကမ္မနမိတ်တွေပေါ်နေတယ်ဆိုတော့ကိစ္စမရှိဘူးကောင်းတဲ့ဒါဂတိတွေပေါ်နေရင်တော့မကောင်းတာတွေပေါ်လာရင်လည်းမကောင်းတာတွေကိုလိုက်ကြည့်ပြီးမကောင်းတဲ့ကံနမိတ်ကမ္မနမိတ်တွေကိုအာယုံပြုပြီးသိရင်အပေကြမှာမကောင်းတာတွေကပေါ်နိုင်တာပဲဘယ်သူမှမဆိုလူတိုင်းကအကုသိုလ်တွေရှိတယ်လေပုရုဇဉ်တွေဆိုတော့အဲ့လိုဆိုတော့မကောင်းတဲ့အကုသိုလ်တွေပေါ်ခဲ့ရင်တော့မကောင်းတဲ့ကံနမိတ်ကာမနမိတ်ဂတိနမိတ်တွေပေါ်ခဲ့ရင်တော့မှတရားတတိရှိရင်အဲ့ဒီနမိတ်ကိုပယ်ပလိုက်လို့ရတယ်ဖြတ်ချတရားတာနှလုံးသွင်းလိုက်ချက်ချင်းတတိကဲကောင်းတဲ့တုတိတာနဲ့ပြီးအာယုံပြုလင်းပြုတရားတာနှလုံးသွင်းလိုက်ကိုပြုခဲ့တဲ့ဒါနသီလဒါမှမဟုတ်လေဒါနသီလတွေဖယ်လိုက်အောင်နောက်ဆုံးတရားနှလုံးသွင်းလိုက်အာနာပါနပဲမှတ်မှတ်ဝေဒနာပဲမှတ်မှတ်ကိုယ့်ရဲ့စိတ်လေးကိုစိတ်ဓာတ်ဥပဒနာနဲ့ပဲမှတ်မှတ်ဒီလိုတတိလိတ်ကပ်ပြီးမှတ်လည်းနေတယ်ဆိုတာနဲ့စောစောမကောင်းတဲ့နမိတ်တွေအော်တိုပြောက်သွားတာဒီတိုင်းတော့ဖြတ်ချနေတာမဟုတ်အာယုံပြောင်းသူတို့အာယုံမပြုတ်တော့ပဲနဲ့ကိုယ့်တရားကိုအာယုံပြုတ်မှာသူတို့လိုက်ကြည့်ပြီးတော့မြင်နေရတာကိုတေကန်ကြီးချင်းကဘယ်လောက်မြန်နေပြောသူကတော့အဲ့ဒီဟာကတော့ဒီသုံးမျိုးကတော့တေချာပေါ့မြင်ရတယ်မြင်ရတဲ့အခါမှာမြင်တာကိုလိုက်ကြည့်နေမကောင်းတဲ့အာယုံတွေကိုလိုက်ကြည့်နေမကောင်းတဲ့ဘဝပဲရောက်မှာမကောင်းတဲ့အာယုံတွေကိုလိုက်မကြည့်ပဲနဲ့အာယုံဂရုမစိုက်တော့ပဲနဲ့အာယုံချင်းအာယုံပြောင်းပြီးတော့တရားနှလုံးသွင်းရမှာနော်ဘလောက်ပဲတည်ခြင်းတရားမြန်မြန်အက်ဆီဒန့်ဘလို့ပဲမြန်မြန်ဒီနမိတ်တွေပေါ်ပါတယ်တေကန်ဒီမှာဒါလေးနဲ့ပတ်သက်ပြီးတော့ဘဘအရန်တော့တရားတဲ့တခါတခါထက်ဟောဘူးတယ်မန္တလေးကတကားလေးတယောက်လျှောက်တာလေးတင်ငန်းစာတောင်ဝေကဘူဒုဒယူလို့ရအောင်ပေါ့ဒီတကားလေးကအဲ့တော့ဘဘကကိုရင်ပါမန္တလေးကရိတ်တာတခုမှာကိုရင်ဘွားရှိသေးတယ်ဘဘအသက်အဲ့ဒီတုန်းက18ဝန်းကျင်လောက်18ကျော်ဝန်းကျင်လောက်ပေါ့အဲ့တော့ကိုရင်ပေါ့ဘဘနဲ့အတူတူတရားထုတ်တဲ့ဒုံလဘက်ဦးစင်းရလူထွက်သွားတယ်။သူကလည်းစောက်ဝတ်တရားလည်းဒုံလဘက်ဆိုပေမဲ့သူက10လလောက်တောင်ကြာမယ်ထင်တယ်။တစ်နှစ်နီးပါးလောက်သူဒုံလဘက်ဝတ်တာ။သူလုပ်ငန်းတွေအကုန်ပြစ်ထားပြီးတော့ဘုန်းကြီးဝတ်ပြီးတော့ရိတ်တာတွေလှည့်လေတရားအထုတ်တယ်။နောက်ကြာပြီဆိုတော့သူ့မှာမျိုးသမီးရှိတယ်ကလေးတွေလည်းတာသမီးတွေလည်းရှိတော့သူအိမ်တော်ရှိတော့လူထွက်ထုံးစံတဲ့အလုပ်လုပ်တော့ပေါ့။တော်တော်လေးလည်းတရားကြိုးစားအထုတ်တယ်ဒီတကားသူဦးစင်းဘွားအောင်ပေါ့လူထွက်ပြီးတော့2လလောက်ကြာမယ်ထင်တယ်အဲ့ဒီဝင်းကျင်လောက်မှာဘဘုံကိုလာပြန်ကြတော့တယ်လာကြတော့သူ့မှာလည်းပတ်တီးတွေနဲ့ဒဏ်ရာတွေနဲ့ကိုရင်လေးဗျာတဲ့တပီတော့လူထွက်ပြီးတရားကိုအာမထုတ်ပြဘူးဗျာ10လလောက်အိမ်ကိုပစ်ထားလိုက်တော့အလုပ်တွေကလည်းအရန်များအလုပ်တွေကလည်းများအလုပ်အကျွေးတွေရောငွေအကျွေးတွေရောပေါ့ဗျာတဲ့အဲ့ဟာတပီတော့အလုပ်တွေပဲဖိလို့တော့အိမ်ကိုတပီတော့လုပ်တဲ့အလုပ်ကသူကကျွတ်ဆက်ကံမှာမန္တလေးကျွတ်ဆက်ကံဘက်မှာအိမ်ကမြို့တယ်အဲ့ဒါဆိုတော့တပီတော့အဲ့ကျွတ်ဆက်ကံမှာအလုပ်ကိစ္စတွေကားကိစ္စတွေဆောင်ရွက်ပြီးတော့ညနေမှပဲအိမ်ကိုပြန်ဖြစ်တယ်12နာရီတခါတလေ1နာရီထိုးတယ်ဗျာတဲ့ညနေမှပဲအိမ်ရောက်တယ်အလုပ်တွေပို့လောက်ရတာပေါ့ဗျာတဲ့တပီတော့ဖုန်းကြီးဝေထားတာလေရက်ကလားနဲ့ကြီးကြာသွားတော့တာသမီတောင်ဝန်တွေရှိတော့ဒါတွေနဲ့ပဲမိုးလေးမိုးချုပ်ညတကောင်ဒီအလုပ်တွေလုပ်မန်နေဂျာတော့လည်းအိတ်ချင်မှုသူအိရင်မောကအလုပ်ကိုပြေးဒါတွေတအားအလုပ်ကိစ္စတွေလုပ်နေတော့ဒီလိုတရားမမှတ်ဖြစ်ဘူးဗျာတဲ့ဒီလို
ဒီတော့ဝန်ခံပါတယ်ဗျာတဲ့တရားမပြုတ်မှတ်တဲ့နေကိုရင်မှားလိုက်တယ်ကိုရင်လေးမှားလိုက်တယ်ဒီပြီးတော့အိမ်ပြန်ရောက်ရင်လူဘွားရောက်သွားရင်လူထွက်သွားလဲတရားနေတယ်အားထုတ်တော့ဒီမှာဖျားလဲဒီပြီးတော့ရှောက်ခဲ့တယ်အခုဒီတော့မှတ်ဖြစ်လို့ကိုရင်လေးရှိမှာဝန်ခံတောင်းပန်တာပါဗျာတဲ့ဒါပေမဲ့ဗျာတဲ့သူ့ရဲ့ဖြစ်စဉ်လေးပေါ့နော်အဲ့ဒါတပြီးတော့အဲ့ဒါတဲ့တပြီးတော့ဟိုရက်ကတော့ဘယ်နေ့ဘယ်ရက်ကပေါ့လုံခဲ့တဲ့တစ်ပတ်လောက်ကစကြည့်ဖြစ်သူပြောတာရှောက်တာညင်းတဲ့တကောင်ဒီပြီးတော့အိမ်ဝင်ပြန်လာတာကားလဲရှင်းတော့ဒီပြီးတော့လဲနောက်အရန်ကြနေရတဲ့အရှိန်နဲ့တင်ပြီးတော့မောင်းလိုက်တယ်ဗျာတဲ့ဒီမှာလမ်းတွေရကားတစ်စီးရလဲကားရှင်းနေဆိုပြီးရုတ်တရက်ဘက်ကနေထွက်လာတော့ရှောင်းချိန်မရသူ့ကနေဒီမှာကားနဲ့တိုက်တာကားစီးနဲ့ဖြစ်တာအစီအစဉ်ဖြစ်တော့အရန်မြန်တာဒီပြီးတော့လဲစပီနဲ့ဒီပြီးတော့လမ်းမကြီးတိုင်းလာတယ်မှားတာတော့လမ်းတွေကားမှားတယ်မကြည့်ပဲနဲ့လမ်းမကြီးကိုသူကဖြတ်တက်လာရုတ်တရက်ဒီပြီးတော့လဲစပီရများတော့မရှောင်နိုင်ဘူးသူကလဲစပီပါဒီပြီးတော့လဲစပီပါအဲ့ဒါတိုက်တယ်ဗျာတိုက်ချင်းအရင်မြန်တယ်တကယ်တော့စက္ကန့်မှန်လေးပဲเนาะတိုက်ချင်းဒီလိုရဲ့စိတ်ထဲမှာဟာသွားပြီငါတော့တေးပြီပဲအရှင်ကဒီလောက်များတော့စပီများတော့ကာအသေးလေးလည်းဖြစ်နေတော့တေးပြီပဲဆိုရင်စိတ်ဖြစ်လိုက်တယ်ဖြစ်ချင်းဗျာတဲ့ဒီပြီးတော့လူထွက်ပြီးတဲ့တရားကိုလုံးဝမေ့ထားတယ်ဆိုတာလည်းအားထုတ်ကြကိုမရှိစင်ကျင်ချင်းမရှိတော့အောင်ဒီတော့အလုပ်တွေနဲ့ပတ်လည်ရမ်းနေတဲ့အချိန်မှာဒီတရားကိုမေ့ထားပြီမယ်တရားကိုဒီပြီးတော့ရဟန်းဘဝမှာဟောနေရောညောဇွဲနဲ့အားထုတ်ထားတဲ့အလေးကျင့်ရဗျာတဲ့အာကိုဆရာကောင်းလိုက်တာတဲ့ဒီပြီးတော့ငါတော့တေးပြီပဲဆိုရဲစိတ်ဖြစ်တယ်အဲ့ဖြစ်ပြီးရတယ်ချက်ချင်းပဲဒီပြီးတော့တရားမှတ်လိုက်တယ်တဲ့ချက်ချင်းတခြားအာယုံမတွေးတော့ဘဲနဲ့တရားနှလုံးသွင်းလိုက်တယ်ပြီးတော့ဒီပြီးတော့မသိတော့ဒီတော့တတိယလာတော့စေုံရောက်နေပြီဒီပြီးတော့နဲ့တိုက်တယ်ဟိုဘက်ကကားတော့မှပွဲချင်းပြီးပဲတည်တယ်တဲ့ဒီပြီးတော့ကတော့ထူးထူးခြားခြားပုံးဘက်တန်ရာလေးပဲဖြစ်တယ်ကားကတော့ကျဉ်ညက်သွားတာပဲဒီတော့မသိဘူးအဲ့ဒါဒီတကားဘာလျှောက်တယ်ထပ်ပြီးတော့ဘာထက်လျှောက်တယ်ဆိုတော့ကိုရင်လေးဗျာတပြီးတော့အမှန်အဲ့ထဲကတည်သွားတင်တာတဲ့တော်တော်များများဒီပြီးတော့မတည်လို့ဝမ်းတာကြဒီပြီးတော့ဝမ်းမတာဘူးတဲ့ဘာလို့လဲဆိုတော့ဒီတော့တရားမှတ်ပြီးတည်တာဆိုတော့တဲ့ဒီတော့မှတ်မိလိုက်တယ်ဒီတော့30မိနစ်ခင်မှာတရားမှတ်လိုက်တယ်မြန်တော့မြန်နေတဲ့ဘုံကနေတိုက်တော့မယ်တိုက်ခန့်နည်းလေးစက္ကန့်လေး2စက္ကန့်3စက္ကန့်အလိုလောက်မှာငါတော့တည်နိုင်တယ်တိလိုက်တယ်တရားကိုမေ့ထားပြီမယ်ကိုအရင်တော့တေးကြလေးအလေးကျင့်ကောင်းတရားကိုရေကိုတေးလေးစားတအားထုတ်ထားတဲ့အလေးကျင့်ရှိထားတဲ့အတွက်တကယ်ဒီချိန်မှာတရားကိုအဖို့ဖြစ်ချက်ချင်းတရားမှတ်ရမယ်ဆိုအတိရတော့သူအော်တိုဒါမသိစိတ်တဲ့ချက်ချင်းတတိရပြီးတရားမှတ်လိုက်တယ်တရားမှတ်ပြီးတေးတာဆိုတော့ဒီပြီးတော့တရားမှတ်ပြီးတေးအခုချိန်ကောင်းသူဒီရောက်နေပြီနောက်မှမြန်တပြီးတော့တေးနောက်တစ်ချိန်ကတရားမမှတ်မိပဲတေးပြီးတော့အပေကြရင်ကြမှာအမှန်တပြီးတော့တဲ့အဲ့ထဲကတေးကောင်းပါတယ်ဟိုမတေးပဲတတိလေသွားတာဟိုပြန်တတိရတာဗျာတဲ့ထားပါတော့သူကရှောက်တယ်အဲ့လိုတော့ဘယ်ဟုတ်မလဲတခါကြီးပို့ပြီးတရားထုတ်ဖို့လို့ပုံပုံတော့ဆုံးမလိုက်ပါတယ်ပြောလို့တာကတရားဆိုတာအဲ့လိုတော့ရှိတယ်ဒါတော့ရုပ်တရက် accident တင်ခံဒီချိန်မှာတော့မှတရားကိုအလေးကျင့်ကောင်းနဲ့ပုံတို့ပေါ်အမြဲဆုံးပါတော့နော်နေ့တိုင်းအားထုတ်မဲ့ဇွဲနှပဲကြီးဆိုတာဒီတကားကတော့10လဝန်းကျင်လောက်ကိုတအားအားထုတ်တာတော်တော်စူးစမ်းတာစကားလည်းမပြောဘူးသူရိတ်တာမှာဖုန်းနဲ့ဒီတကားဖုန်းကြီးဝေပြီးအားထုတ်တော့အဲ့ဒီဒေါ်နဘက်ဦးစင်းနဲ့တရားအကျိုးစားဆုံးပဲအဲ့ဒီဦးစင်းကလည်းဖုန်းကကိုရင်လေးဖြစ်ပြီးငငယ်လေးနဲ့တရားတအားစူးစားတယ်ဆိုသူကလည်းဖုန်းကိုကြည့်ညိုတာဖုန်းကလည်းဟာဒီဒေါ်နဘက်ဦးစင်းတော်လိုက်တာတရားကိုတော်တော်စူးစားပါလားစကားလည်းပြောသူ့မှာအချိန်ပြည့်အားထုတ်ကြတယ်အဲ့လိုမျိုးဆိုတော့တိနေတာပေါ့နော်အဲ့ရိတ်တာအဲ့လိုဆိုတော့သူကရှောက်တာလေးပါအဲ့လိုဖုန်းပြောလို့တာတော့တရားကိုလူနော်ဒီဟာကိုတင်ငန်းစာယူပြီးတော့ဇွဲနှစ်ပဲကြီးစွာနဲ့အားထုတ်နေ့တိုင်းအားထုတ်တိုင်းတော့တင်ငန်းဒီချိန်မှာမကောင်းတဲ့နမိတ်ပေါ်ခဲ့ရင်တော့မကောင်းတဲ့အာယုံနဲ့မကောင်းတဲ့ accident တွေကြုံခဲ့ရင်တော့တရားကအရင်သစ္စာရှိပါတယ်တရားကိုစောင့်ရှောက်ရင်တရားကိုပြန်စောင့်ရှောက်ပါတယ်ဟုတ်ပြီလားဗျာဒီကနေ့မှများ online ရုပ်ပြီများဘဘကအမေးပြေတည်တမ်းဖို့ဩဝါဒနဲ့မှတ်သားစရာတည်တင်တာလေးညှက်ပြီးတော့ပြောပြပေးတာနော်သာရဗျမေးကြဝင်ပြပါဗျာထီထိုးတာလောင်းကစားလုပ်တာတွေက၅ပါးတီလာကိုချုပ်ပေါက်ရရောက်ပါသလားဗျာနေ့စဉ်စောင့်တည်နေအောင်ကြိုးစားနေပါတယ်တီလာမလုံးဖြစ်သွားမှဆိုလို့ပါ၅ပါးတီလာထဲမှာတော့ထီထိုးတာတွေပါမပါဘူးလေမပါတော့၅ပါးတီလာတော့မချိုးဖောက်ပါဘူးချိုးဖောက်ရမကြပါဘူးဟိုပါပေါ့ထီထိုးတာတော့ကတော့တော်သေးတာပေါ့လောင်းကစားတော့လုံးဝမလုံးတင်ဘူးထီလဲလောင်းကစားတစ်မျိုးပါပဲတို့ပေမဲ့ထီရကြတော့
တရားဝင်လည်းဖြစ်တယ်ဘယ်နိုင်ငံမဆိုထီဆိုတာရှိတယ်အစိုးရတွေကိုယ်တိုင်ကဖန်တီးတာဆိုတော့ဒါကတော့တော်သေးတယ်ပေါ့ဗျာထီထိုးတာလောက်ကတော့နော်လောင်းကစားတွေတခြားလောင်းကစားတွေကတော့ထီရလွှဲရင်တော့ထီရကြတော့တရားဝင်လည်းဖြစ်နေတာဟုတ်တခြားလောင်းကစားတွေကြတော့မလွယ်ဘူးပေါ့နော်ကိတ်တိတ်လည်းအဆင်မပြေဘူးအမှန်တော့ထီလည်းမထိုးတာပိုကောင်းမှထိုးခြင်းလည်းထိုးပေါ့ချဲတို့နှလုံးသုံးလုံးတို့ဖဲရိုက်တာတို့တခြားလောင်းကစားတွေတို့တော့လုံးဝမလုပ်တဲ့ငါးပါးတီလာတွေတော့မပါဘူးအာစီဝဋ္ဌမကတီလာနဲ့တော့ညှိတာပေါ့နော်ငါးပါးတီလာနဲ့တော့မညှိပါဘူးလွတ်ပါတယ်ဒါလောင်းကစားမှန်တယ်များတော့မလုပ်တင်ပါဘူးနော်ရိုသေးစွာကြော့ပါတယ်ဗျာအစာစားသောအချိန်မှာယုံနံနေစာဒုက္ခအနတ္တတို့ကိုမိတို့ဆင်ခြင်ရပါမည်နီမိတို့ဆင်ခြင်လျင်ဘာဝနာမယဉာဏ်ဖြစ်ပါတယ်လေဗျာတဲ့စာတော်အစဉ်ကျမ်းမှာချမ်းသာ၍တရားများဟောကြားပေးသနာနိုင်ပါစေတဲ့တာတို့ပါနော်စားတောင်းနေတဲ့ချိန်မှာယုံနံတွေကိုနေစာဒုက္ခအနတ္တလို့ဘယ်လိုဆင်ခြင်ရမလဲဆင်ခြင်တာကတော့နော်စားနေတယ်ဆိုရင်လည်းစင်ကျင်တာကိုပြောပြတာမှတ်တာတက်တက်စင်ကျင်မယ်ဆိုရင်တော့စားတော့နေတာရုပ်တရားပဲနော်စားတာကိုသိနေတယ်စားကျင်စိတ်ရှိတယ်စားရတယ်အဲ့ဒါနံတရားပဲနော်စားကျင်စိတ်ရှိတယ်စားမှန်းကိုသိနေတယ်နံတရားဒါယုံတယ်ပြီးတော့စားနေရတော့အဲ့ဒါဒုက္ခပဲဘာနဲ့တူလဲအစားတော့လူတွေကကိုစားကျင်တာစားရရင်သဘောတွေကြတချို့စီဂုံနေယူတချို့စီကြွားကျင်တယ်လေနော်ငါတို့ဘယ်ဟိုတယ်ဘယ်စားတော့ဆိုင်ကြီးမှာဘယ် resort ကြီးမှာဘယ် 5 star hotel ကြီးမှာဘာတွေစားနေပါလဲဘယ်သူမှလည်းမမေးပဲတက်ပုံတွေရိုက်ပြီး line ပေါ်တွေတင်ကြကြွားကြနော်စပွဲတို့ကဝေတာစားစရာတွေလာချရင်တော့မှချက်ချင်းမစားသေးဘူးနေဦးဘာလို့တက်ပုံရိုက်အဲ့လိုလူတွေရှိရလေတချို့လည်းအမှတ်တရဆိုပဲ line ပေါ်ဘယ်သူမှမမေးပဲတင်ပြီးကြွားကြတာဟုတ်တကယ်တော့စားနေရတာဒုက္ခစားနေဆိုတာကဘုန်းတော်တရားဓမ္မနဲ့ကြည့်တော့ဘုရားဟောနဲ့တုံးတက်တော့စားတော့တယ်ခန္ဓာကိုယ်ကအနာကြီးနဲ့တူတယ်စားနေတယ်ဆိုတာစိတ်ထဲတာနဲ့တူတယ်ဘာတယ်လဲခန္ဓာကိုယ်ကဘာနဲ့တူလဲခန္ဓာကိုယ်ကအနာကြီးနဲ့တူတယ်စားတာကြတော့အစားတော့တယ်စားနေတာအနာကြီးကိုစေးလိမ့်ပေးနေတာစိတ်ထဲတာနဲ့တူတယ်စေးတောက်နေရတာစေးလိမ့်တာနဲ့တူတယ်ခန္ဓာကိုယ်ကြီးကအနာယောဂါကြီးပဲဒါဆိုတော့စေးလိမ့်နေတာစေးတောက်နေတာဘာဂုံစရာမှမရှိတာနော်ကြွားစရာလည်းမရှိဘူးဒါဒုက္ခကိုဒုက္ခမှမသိတာဟုတ်စားတယ်ဘလောက်ပဲစားပြီးရင်ချိန်တိုင်းဘိုက်ပြန်စားအောင်ပါပဲအဲ့ဒါလည်းမမြဲတဲ့သဘောပဲစားကြည့်နေရှိတယ်စားတယ်ဘိုက်ဝါသွားရင်လည်းမစားချင်တော့ပြန်ဘလောက်ကောင်းဒါလည်းမမြဲတဲ့သဘောပဲဒါအကျဉ်းပြအနေစာကိုပြောပြတာယုံနဲ့တကယ်ပရမတ်အနေစာကိုအတာထားထင်ရှားတဲ့အနေစာကိုဒါဘလို့စင်ကျင်ရမလဲဖို့ကိုမေးလျှောက်လို့မေးတာပါဖြည့်ပြီးတာပါနော်ရေပုံကအကျဉ်းပြဖြည့်ရရင်အဲ့ဒါအနေစာပဲစားနေရတဲ့ဒုက္ခပဲစားကြမလို့ပိုကောင်းတော့နော်နိဗ္ဗာန်ရောက်တယ်ပိုတော့ကောင်းတယ်ယုံနေအောင်မရှိတော့ပြီးတော့တောက်ပေမဲ့လည်းခန္ဓာကိုယ်ကြီးရှိတာတော့အစိုးမရဘူးဖြစ်ကျင်တိုင်းဖြစ်လို့မရဘူးအဲ့ဒါအနတ္တနော်ငါတို့ကယောက်ျားမိန်းမလည်းမရှိဘူးကိုဖြစ်ကျင်တိုင်းလည်းမဖြစ်ရဘူးအစိုးမရဘူးအဲ့ဒါအနတ္တပဲဘယ်လိုစင်ကြရမလဲဒီလိုရေပွားအပြင်အကြံပြင်နားလဲလို့အောင်စင်ကျင်လို့ရတယ်အဓိကကတော့စားတောင်းနေတဲ့ချိန်မှာဝါတဲ့သဘောမျိုးချလိုက်တဲ့သဘောအရသာကောင်းတယ်ဆိုရင်ကောင်းတယ်မကောင်းဆိုရင်မကောင်းကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးချင်းနဲ့ခါရင်ခါတယ်ဒီပေါ်မှာတိယုံလေးပဲတိပြီးလိုက်မခံစားပဲနဲ့ကောင်းတယ်မကောင်းတယ်လေးဆိုရက်စိတ်တွေတော့ဖြစ်မှာပဲအတက်နဲ့တော့တတိထားအနည်းဆုံးဖြစ်အောင်တတိထားထိန်းပြီးတော့စားတောက်တဲ့ချိန်မှာခန္ဓာကိုယ်ကြီးကျန်းမာဖို့အတွက်ဘုံတို့ယောဂီတွေဒါမစိုးကြရဘူးလားနော်ဘုန်းကြီးတွေဒါပစ္စဝနာဆင်ကျင်ရတယ်လေဤဒီစားဝဲမဲကိုဆိုတော့နော်အစားတော့တွေစားတယ်ဆိုတာကတရားတော်မိတ်ပြင်တော်တော်ကောင်းတရားတွေဖြစ်ကျင်နိုင်ဖို့သာသနာပြုနိုင်ဖို့အတွက်ပဲခန္ဓာကိုယ်ကြီးရက်တည်နိုင်ဖို့အတွက်ပဲစားတာဒီလိုမျိုးစိတ်နဲ့စားအဲ့ဒါဆိုရင်ဆိုတော့လို့ဆင်ကျင်တယ်ဆိုတာထက်အဲ့လိုမျိုးစိတ်နဲ့စားတောင်းနေတဲ့အချိန်မှာလဲစားတောင်းနေစဲမှာလဲတတိကတ်နေမယ်လောဘဒေါသအနည်းဆုံးဖြစ်အောင်တတိထားနေမယ်ဆိုရင်ဒါအဆင်ပြေပါတယ်ဘာဝနာမယဉာဏ်ဖြစ်ပါသလားဆိုတော့အဲ့ဟာဘာဝနာမယဉာဏ်မဟုတ်သေးဘူးဘာဝနာမယဉာဏ်ဖြစ်ဖို့အတွက်လမ်းကြောင်းကိုရှောက်နေတာပဲရှောက်ဆဲအဆင့်ပဲစိန်တာမယဉာဏ်ဘာဉာဏ်လဲစိန်တာမယဉာဏ်စဉ်းစားတွေးခေါ်သုံးသပ်စင်ကျင်တဲ့ဉာဏ်ပေါ့
အဲ့ဒါစိန်တာမရဉာဏ်ဖြစ်ပါတယ်ဘာဝနာမရဉာဏ်ကျတော့ဒီလိုမျိုးစိန်တာမရဉာဏ်နဲ့သုံးသက်တဲ့နှလုံးသွင်းနဲ့စင်ကျင်နဲ့စူးစမ်းအထုတ်နေရင်းနဲ့စင်ကျင်လို့ရလာတဲ့ဉာဏ်မဟုတ်ပဲနဲ့ဘုံဆိုပြီးတော့တတ္တဝုဒိယတတိတမကြီးပညာအင်္ဒြေ၅ပါးပြည့်စုံသွားတဲ့အခါမှာဉာဏ်တစ်ခုလျှက်စီလိုက်တယ်လို့လက်ကနေဖြစ်သွားတယ်အဲ့ဒါဘာဝနာမရဉာဏ်ရုံနဲ့မရှိပါသလားငါတူတူပါယောက်ျားမိန်းမမရှိဘူးဆိုတဲ့အတိတရားအတိလက်ကနေလျှက်စီလိုက်တယ်လို့ပေါ်လာတယ်ကိုယ့်ရဲ့စူးစမ်းမှုပေါ်မူတည်ပြီးတော့အဲ့ဒါကမှဘာဝနာမရဉာဏ်ဖြစ်ပါတယ်ဒါဆိုရင်နားလည်မယ်ယူဆပါတယ်နော်မရှင်းပြန်မေးကြပါဗျာဘုန်းတော်ပြည်ဦးလင်မှာကနော်ဟိုကတချို့ညတွေရှစ်တချို့ညတွေဒီเจ้าမှာဆိုရင်ရှစ်ဖြစ်လိုက်9ဖြစ်လိုက်ပဲအဲ့တော့အေးတာပေါ့နော်အေးတော့ဘုန်းကဒီနေ့စံချဆိုတော့နှာနည်းနည်းစေးသွားပါတရားနာတဲ့အခါဘုန်းရဲ့အတန်အောင်မနာပဲနဲ့တရားသဘောကိုပဲအာရုံစိုက်ပါဒါတော့ဗျာတရားထိုင်ရင်စိတ်ကထိုင်ခြင်းစိတ်ဖြစ်တဲ့ထိုင်ခြင်းစိတ်ဖြစ်တဲ့ထထိုင်တရားမှတ်တာအဆင်ပြေပါသလားဗျာတဲ့အေးမိဘနော်ထထိုင်ပြီးအဲ့လေသူကပြီးကြံခဲ့တော့စလုံးမကဲရပြီထိုင်ရနည်းမှာဘာရင်လုပ်တယ်မှာလဲဗျာဥပမာမေတ္တာဖို့တိလာယူစီမီရေချမ်းကက်အရင်လုပ်ပြီးမှတရားထိုင်တာကောင်းပါသလားဗျာတဲ့မိခွန်းရဲ့အဓိပ္ပာယ်ကတရားထိုင်တဲ့နည်းမှာချက်ချင်းတရားထိုင်ခြင်းစိတ်ဖြစ်တိုင်းထိုင်လို့ရလားစီမီတွေတိလာတွေယူတာတွေစီမီပန်းရေချမ်းတွေကက်ပြီးမှတရားထိုင်တင်သလားပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒါတွေစီမီတွေလူပန်းရေချမ်းတွေကက်ပြီးတရားထိုင်မယ်ဆိုရင်လည်းအချိန်ရတယ်ဆိုတော့ကောင်းတယ်တခါတလေတရားထိုင်ခြင်းစိတ်ဖြစ်တော့ထိုင်တာပိုကောင်းတယ်တရားထိုင်ခြင်းစိတ်ဖြစ်တော့အဲ့ဒါတွေလိုက်လို့နေတရားထိုင်ခြင်းစိတ်လေးရော့သွားတတ်သေးတယ်လူရဲ့စိတ်ကကိုယ့်ရဲ့တရားထိုင်ခြင်းစိတ်အထုခြင်းစိတ်ကအရန်ထက်တန်နေတယ်အချိန်လည်းရတယ်ဆိုတော့စောစောလိုမျိုးစီမီတွေယူပန်းရေချမ်းတွေကက်ပြီးတော့တိလာတွေရှည်ယူစောက်တည်ပြီးအထုပေါ့အချိန်လည်းမရဘူးကိုယ့်ရဲ့စိတ်ကလည်းပြောင်းလဲတတ်တယ်ဆိုရင်တော့တရားအထုတ်ခြင်းနဲ့ဆိုတာနဲ့အထုတ်ဒါပေမဲ့ဘာလို့မလဲဒါဖျားတပြီးတော့ရဲ့တက်နေခန္ဓာဖျားရှင်ကလူတန်းပါတယ်ဗျာကွန်မြူနတီဆယ်ပါပုံမှာမပြတ်မတဲ့မပြတ်မထိုက်တဲ့သူတွေပုံမှာပြည့်ကြည့်ရင်များရှိမှာအတိခံခွလို့ပါဗျာဒီတော့မှရှိခဲ့တဲ့ပြည့်တွေလည်းတိခံခွလို့ပါတယ်ဒီတော့ရဲ့အတက်နေခန္ဓာအမျက်ဖျားတရားတန်ကအပြီးအနေမှာလည်းတရားထုတ်ခြင်းပြုပါဗျာဆိုပြီးတော့ဒါဆို10မိနစ်တော့မကြောက်ဘူးဘုံဆိုဗျာနော်ပြီးတော့ဖျားပြီးတော့9ပါးတီလာစောက်တည်ပါတယ်ဗျာရပြီ9ပါးတီလာစောက်ဟိုဘာနာတိဘာသာတွေဆိုတာမလို့တော့နော်ကွန်မြူနတီဆယ်ပါကတော့အတက်နေခန္ဓာဖျားလူ9ပါးတီလာအကျဉ်းချုပ်ကတော့10မိနစ်တော့မကြောက်အလိုလေးလုပ်ပြီးတော့တရားမှတ်အဲ့ဒါတော့ဒါမဖြစ်မနေလုပ်ရမယ်ဒီတိုင်းတမ်းမထိုင်နဲ့ဘာလို့လဲဆိုတော့အဖြတ်တွေပေါ်လို့နော်အတက်နေခန္ဓာကိုဖျားလူလိုက်တဲ့အတွက်ကိုမပိုင်တော့ကိုယ့်ရဲ့တက်တဲ့ခန္ဓာဖျားတရားတန်ကပိုင်တော့တဲ့အတွက်တာတနာမကြည်ညိုတဲ့မကောင်းမိစ္ဆာတွေဒီပရလောကတာမြင်မမြင်ရတယ်မနှောက်ယှက်နိုင်တော့ကွန်မြူနတီဆယ်ပါးကိုမကြော့ပဲတရားထိုင်ရင်အဲ့ဒီအပြစ်တွေကတရားထုတ်ရင်အားထုတ်လို့မကောင်းအောင်တားမြစ်တယ်ကွန်မြူနတီဆယ်ပါးကြော့လိုက်ခြင်းအဖြစ်ကိုမှရှိတဲ့အပြစ်တွေလည်းကြေသွားတယ်ကိုဘောသူတော်ဘာတွေအပြစ်တွေရှိတာလေကိုကသိခံခွင့်လွတ်တယ်ဆိုတော့စိတ်ရှင်းသွားတယ်ပေါ့နော်တေးလောက်ကိုလည်းကျင်းကျိုးဆောက်တည်လည်းရပါတယ်ဟုတ်ပြီလားဗျာဒါလူသူရှင်းဖြေကြပေးတာဖြစ်ပဲနော်နားလည်မယ်ယူဆပါအရှင်ဗျာတပည့်တော်မှတရားထိုင်ချိန်ဝင်လေထွက်လေစိတ်နာတိဖျားအာယုံစိတ်ကိုတင်ထားပြီးဝေဒနာကိုခွာထားပြီး3နာရီထိုင်ပူးပါတယ်ဖေ။အဲ့ဒါဇံရတာဟုတ်နိုင်ပါသလားဖေ။ဘယ်ဇံအဝေးကြံနေ3နာရီလောက်ထိုင်နိုင်တာဇံရတာမဟုတ်ဘူး။ဇံအလောက်နဲ့မရဘူး
ပါမီအကောင်းလုံးနဲ့ရှေ့သူတော်ကောင်းကြီးတွေကတော့ချွင်းချက်ပေါ့အခုခေတ်မှာဇံမက်ဖို့ဆိုတာဇံတရားရောမက်ဖို့တရားရောအလွယ်တကူရတဲ့ခေတ်မဟုတ်တော့ဘူးအမတန်ကိုဇွဲနေပဲကြီးစွာနဲ့အစွမ်းကိုစ조사အထုတ်မှဆရာကောင်းသမားကောင်းလည်းရှိမှနီးလည်းမှန်မှစ조사တဲ့နိစနစ်တွေလည်းဘုရားဟောနဲ့ညီမှကိုကလည်းအစွမ်းကုန်အထုတ်မှတတ္တဝရိယတတိတမာကြီးပညာအိန္ဒြေ၅ပါးလည်းညီညွတ်အောင်မှပြောရအများကြီးပဲဒီလိုအကြောင်းတရားတွေပြည့်စုံမှဇံရမယ်မက်ဖို့ရနိုင်တာဖြစ်တယ်အခု3နာရီလောက်တရားမှတ်နိုင်တာဘာဇံမှမဟုတ်ပါဘူးဇံဆိုတာကတော့တချို့ကလည်းဇံဆိုတာကိုဘုံဆိုလိုတာကဇံအင်္ဂါနဲ့ပြည့်စုံတဲ့ဇံကိုပြောတာဇံရဲ့အဓိပ္ပာယ်ကစူးစိုက်တာဇံလို့ခေါ်တယ်နော်စူးစိုက်တာဇံဆိုတာအဲ့အလွယ်ခေါ်တာပေါ့အခုဒီမှာဇံဆိုတာကစူးစိုက်နိုင်တဲ့3နာရီလောက်အာယုံတခြားအာယုံတွေမရောက်အောင်စူးစိုက်နိုင်တယ်ဆိုရင်တော့စူးစိုက်တယ်ဆိုတဲ့အဓိပ္ပာယ်တွေတော့ပြောလို့တော့ရတယ်ဒါပုတို့ပေမဲ့လည်းဇံလို့ပြောမှတော့စူးစိုက်တဲ့အဆင့်အောင်တော့ဘယ်သူမှမပြောတော့ဘူးရေပေါ်အပြပထမဇံဒုတိယဇံတတိယဇံစတုတ္တဇံဆိုပြီးအင်္ဂါရက်တွေရှိတယ်သူရဲ့အင်္ဂါရက်တွေအချက်လက်တွေနဲ့ပြည့်စုံမှဇံလို့သုံးမှများပါတယ်နော်ဒါပထမဇံဆိုတာကဝိတက်အာယုံကသူတရားထုတ်နေတဲ့အလင်းနမိတ်လေးအာယုံထဲမှာပေါ်နေတယ်ရေပေါ်မှာပြအဲ့အလင်းနမိတ်ကိုစိုက်ကြည့်တယ်ဘာအတွေးမှမတွေးတော့ဘူးအလင်းနမိတ်စီကိုစိတ်ကိုပို့တယ်အဲ့ဒါဝိတက်လို့ခေါ်တယ်ပြီးတော့အဲ့အလင်းနမိတ်ကိုပဲစူးစိုက်ပြီးကြည့်နေတယ်အဲ့ဒါဝိစာရဒါနှလုံးသွင်းတယ်လောဘဒေါသတွေမဖြစ်တော့တဲ့အခါကျတော့စိတ်ကငြိမ်လာတော့ဝိတဝိစာရဖြစ်ပြီးတော့စိတ်ချမ်းသာတယ်ပီတိပြီးတော့ကိုယ်လည်းချမ်းသာတယ်ဒုက္ခပြီးတော့ဧကဂတအဲ့တခုပဲသိတော့တယ်ဘာမှမကြည့်တော့ဘာမှမသိတော့ဝိတဝိစာရပီတိဒုက္ခဧကဂတဒီအင်္ဂါ၅ခုနဲ့ပြည့်စုံရပထမဇန်ရအဲ့စိတ်နဲ့အဲ့ဇန်ရတဲ့စိတ်နဲ့သိရင်ပထမဇန်ဗြဟ္မပီရောက်မယ်။နဲ့ပီ6တက်တဲ့မြင့်သွားပြီ။ဇန်ရဘုရားဗြဟ္မပီရောက်ဘုရားဘလောက်လို့ဘလောက်တိလာလို့မရအောင်ဇန်ရမှာအဲ့ဗြဟ္မပီရောက်မှာဗြဟ္မာတွေကနဲ့တွေတဲ့မြင့်တယ်။ဒုတိယဇန်ဆိုရင်ဝိတမပါတော့ဘူး။စသည်ပဲဒီလိုမျိုးတွေတိုးသွားတာဒါရခွင့်ရှည်သွားလိမ့်မယ်။အခု3နိုင်လောက်တရားမနေတော့ဇန်မဟုတ်ပါဘူး။ဒါဘိုင်းပြပြစူးစမ်းနေတာကောင်းပါတယ်။ဒါကိုဘက်ကတော့နီးမှန်လည်းမစနစ်တကျဆက်စူးစမ်းအထောက်ပါလို့ပဲဖြေကြားပေးပါတယ်အသေးစိတ်သိချင်ရင်တော့ထပ်မေးပါဘဘခေါ်ရတဲ့တရားတွေတော့အမြဲမပြတ်နိုင်ယူမယ်ဆိုရင်တော့တော်တော်လေးလိမ့်ပတ်လဲပါလိမ့်မယ်ဘဘခေါ်တဲ့တရားကိုနာနေတဲ့ယောဂီတွေလည်းနာနေသလိုတချို့ကြတော့လေအနောက်မှတည်ပြီးတော့တချို့လည်းအခုမှနာပြတဲ့သူတွေရှိတော့လေအရင်ကတော့ဟုတ်ပြီးသားတရားတွေလည်းပါပါတယ်เนาะဒါဆိုရင်နားလည်မယ်ယူဆပါတယ်တန်ရုံးစီဖြစ်တာကိုအကောင်းဆုံးနဲ့အမြဲဆုံးဖြတ်လို့ရမယ်တရားဘယ်တရားကျင့်ရင်အကောင်းဆုံးဖြစ်မလဲဗျာယုတ်ဒီစွာမလျှောက်ပါ၏ဗျာတဲ့တန်ရုံးစီဖြစ်တာကိုအကောင်းဆုံးနဲ့အမြဲဆုံးဖြတ်လို့ရတာဒါဆိုရင်တော့ဘုန်းကြီးမေးတဲ့ယောဂီကတန်ရုံးစီရဲ့ဒုက္ခတွေခံစားရတာများလို့မေးတာဖြစ်ဖို့များတာပေါ့နော်တန်ရုံးစီဖြစ်ခြင်းနဲ့အမြဲဆုံးလည်းဖြစ်ခြင်းနဲ့အကောင်းဆုံးလည်းဖြစ်ခြင်းဘယ်လိုလုပ်အောင်လဲဗျာကောင်းတယ်ရည်ရွယ်ချက်ကတော့တာစုခေါ်ပါတယ်ဒီတန်ရုံးစီတွေကလူရဲ့စိတ်ကိုပင်ပန်းစေတာတန်တရားလည်းရှည်စေတယ်တန်ရုံးစီဆိုတာထပ်ပြောတော့တမှုတရားနှောင်ကြိုးပဲတမှုတရားကြောင့်ဒုက္ခဖြစ်တာဟာတဲ့နော်ဒုက္ခတွေရောက်နေတယ်ဆိုတာတန်ရုံးစီကြောင့်အဲ့ဒီတမှုတရားသစ္စာကြောင့်ဟုတ်ပြီမဲ့အဲ့ဒီတန်ရုံးစီကိုစိတ်ဘက်ဝင်အောင်အသုံးချသွားနိုင်တဲ့သူတွေလည်းရှိတယ်တန်ရုံးစီတိုင်းကစိုးတယ်ဆိုပေမဲ့လည်းအစိုးကိုအကောင်းဖြစ်အောင်လုပ်သွားတာရှိတယ်ဥပမာတချို့အစိတ်ဖော်တချို့အစိတ်ဖြည့်စေးတွေပေါ့အစိတ်ဖြည့်စေးတွေရောအစိတ်နဲ့ပြန်ဖော်ဆက်ထားတာအရင်ကနန်းတွင်းရှာဖို့စေးဆိုတာရှိတယ်ရိုးအခုကရောင်းနေတဲ့ရှာဖို့စေးမဟုတ်ဘူးနန်းတွင်းရှာဖို့စေးနာမည်တူတာတွေတော့ရှိမှာအရင်ကဘီယင်းတွေတုံးတဲ့အစိတ်ဖြည့်စေးတော့ဘာလဲအဲ့ဒီအစိတ်ဖြည့်စေးကဘီယင်းတွေဆိုတော့အစိတ်အခက်ခံရတာတွေဘာရှိတာအစိတ်ဖြည့်စေးအမတန်ကိုအစွမ်းထက်တဲ့အစိတ်ဖြည့်စေးဘီယင်းတွေပဲနန်းတွင်းမှာပဲတုံးတယ်တောင်ငယ်လူတွေဝယ်ယူသုံးဆွဲခွင့်မရှိဘူးစေးနီးရတယ်လှုပ်ဝက်ထားတယ်သူ့ရဲ့အစိတ်ဖြည့်စေးဒီအစိတ်ဖြည့်စေးကဘာတွေနဲ့ဖော်ဆက်ထားတယ်ဆိုတော့အမတန်ကိုကျွမ်းကျင်တဲ့တမားတော်ကြီးတွေကအမတန်ကိုပြင်းလုံးတဲ့အစိတ်၅မျိုးနဲ့ဖော်ဆက်ထားတယ်အစိတ်ဖြည့်စေးကအစိတ်၅မျိုးကိုဖော်ဆက်ထားတာအစိတ်၅မျိုးကိုဒီအစိတ်၅မျိုးကတစ်ခုချင်းစီသုံးဆွဲမိရင်တေးမှာအရင်ပြင်းတယ်အမတန်ပြင်းတဲ့အစိတ်၅မျိုးကိုအချိုးစားကြနာစွာနဲ့နော်ဘယ်စိတ်ကိုဘလောက်အချိုးဟိုစိတ်ကိုဘလောက်စသည်ဖြင့်ဒီလိုသူတို့ရဲ့သူတေသနာ
စနစ်တကျပြုစုပြီးတော့ဒီဆေးကိုဖော်ဆက်ထားတဲ့အခါကျတော့အစိတ်တွေက9မျိုးကိုအချိုးစားမှန်မှန်နဲ့ဖော်ဆက်နိုင်တော့အစိတ်ဖြည့်ဆေးဖြစ်သွားတာအခုလည်းတန်ဟုတ်စင်ဆိုတာကမကောင်းဘူးတန်တရားရှေ့စေတယ်ဒါပေမဲ့ဒီတန်ဟုတ်စင်အောင်မီပြုတ်ပြီးတော့အဲ့ဒါတန်ဟုတ်စင်ကအစိတ်ပဲအဲ့ဒါကိုဖြည့်ဆေးပြန်ဖန်တီးရမယ်လုံးဝဖြတ်နိုင်တော့အကောင်းဆုံးပေါ့ပြောရတာလွယ်တာမမြင်ရတဲ့ကြိုဖြတ်ရပိုခက်တယ်ဒီတန်ဟုတ်စင်တွေကိုဘယ်လိုဖြတ်ရမလဲဆိုတော့တန်ဟုတ်စင်လည်းဖြတ်တာလည်းဖြတ်ရှိတာပြီးသားတန်ဟုတ်စင်ကိုလည်းလုံးဝမဖြတ်နိုင်သေးရင်တော့ဆေးဘက်ဝင်အောင်ဖန်တီးရနော်ဥပမာရေတော်တရားကိုကြည့်ဖះအလောင်းသူ့မိတာရတိလေးကိုမြင်လိုက်တာနဲ့မေတ္တာတက်ဝင်ဖះအလောင်းသူ့မိတာရတိလေးကဒီပင်ကနာမြတ်စွာဘုရားထံတော်မောက်မှာဖះစုပန်တော့ရေတော်တရားအလောင်းသူ့မိတာဆိုတဲ့တက္ကမလေးကအမှန်တော့ဖះအလောင်းရတိလေးကိုမေတ္တာတက်ဝင်သွားတာတန်ဟုတ်စင်ဖြစ်တော့ချစ်သွားဒါပေမဲ့အဲ့စိတ်နဲ့ဒီရတိလေးကဖះစုပန်တော့သူကလည်းထပ်ပြီးတော့ရတိလေးကိုဘဝတိုင်းပါမီဖြစ်ရပါစေဟာအမတန်ကိုထူးခြားတာဘုန်းတို့ကနော်ဖះဆိုရင်ဖះကိုပဲအများစုကမင်းသားကိုပဲလူတွေဂရုစိုက်တယ်ဇက်ပုတ်တွေကိုလူသိနေတယ်ပေါ့အာယုံစိုက်တာနေတယ်ဒီမှာဇက်ပုတ်တွေကလည်းအရေးပါတဲ့အခက်ကဏ္ဍပါပါတယ်အခုလည်းဖះအလောင်းတော်သူ့မိတာရတိလေးဖះဖြစ်ခြင်းလုံးလို့ဒီဘေကရာမြတ်စွာဘုရားထံတော်မောက်မှာဖះစုပန်နေတဲ့အချိန်သူ့မိတာလို့ခေါ်တဲ့ဒကမလေးကလည်းဖះလောင်းရတိလေးကိုချစ်တယ်ဒါတန်ရုံးစီပဲတကယ်တော့မကောင်းဒါပေမဲ့ဒီတိုင်းဆက်သွားရင်သူလည်းတန်တရားလည်မှာပဲလေသူချစ်တဲ့တန်ဟုတ်စင်ကသူတော်ကောင်းအောင်ပါရမီဖြည့်ပေးမယ်ဆိုတဲ့စိတ်နဲ့ပါရမီဖြည့်လိုက်တယ်သူ့မှာပါလာတဲ့ကြာပန်းတွေခွဲပြီးတော့သူ့မိရာရတိလေးကိုလည်းပေးလိုက်တယ်သူ့မိရာရတိလေးကလည်းအဲ့ကြာပန်းနဲ့ဖះကိုကပ်ပြီးတော့ဆုတောင်းတယ်သူ့မိတာဆိုတဲ့တက္ကမလေးကလည်းဆုတောင်းတယ်အဲ့သူ့မိတာကအခုရတော်တရားဖြစ်လာတာပဲအခုဒါရတော်တရားထိမှရဟန်းတာဖြစ်သွားတယ်နိဗ္ဗာန်ရောက်သွားတယ်ဒါတန်ရုံးစင်ကိုစိတ်ဘက်ဝင်အောင်လုပ်လိုက်တာဘာလုပ်လိုက်တာလဲတန်ရုံးစင်ကိုအစိတ်ကိုစိတ်ဘက်ဝင်အောင်လုပ်တယ်တန်ရုံးစင်ကိုနိဗ္ဗာန်ရောက်စေသွားတာဒါကောင်းတဲ့တန်ရုံးစင်အဲ့လိုပဲတန်ရုံးစင်တွေကိုအမိပြုပြီးတော့ကိုချစ်ခင်တဲ့သူတွေပုဂ္ဂိုလ်ခင်မှာတရားမင်ပြီးတော့ကောင်းတဲ့လမ်းကြောင်းတွေရောက်လာတယ်ဖျားတရားတွေပေါ်လို့ဖြစ်တယ်တန်တရားကိုတိုးစေတယ်ဆိုရင်ဒီတန်ရုံးစင်ကကောင်းတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့တန်တရားတွေရှင်းနေမယ်ဖျားတရားတွေမိမယ်ဆိုရင်တော့ဒီတန်ရုံးစင်ကအဆင်မပြေတော့ဘူးနော်တန်ရုံးစင်ကိုဖြတ်ကျင်တယ်ဆိုရင်တော့ယောနိတော်မနတိကာရနဲ့တင်းတင်းလောက်ပဲအောင်နှလုံးသွင်းရမယ်တန်ရုံးစင်ကိုအကောင်းဆုံးဖြတ်နေရတော့တန်ရုံးစင်အပြစ်ကိုမြင်အောင်ကြည့်ရမယ်ဘာအောင်မြင်အောင်ကြည့်ရမလဲတန်ရုံးစင်ရဲ့အပြစ်ကိုမြင်အောင်ကြည့်တန်ရုံးစင်ရဲ့အပြစ်ကိုမတွေ့သေးတွေ့တန်ရုံးစင်ကဖြတ်အခတ်နေမှာတန်ရုံးစင်ရဲ့အပြစ်ကိုမြင်လာပြီးသမုဒယသစ္စာကြောင့်ဒုက္ခဖြစ်တယ်ဒုက္ခတွေကိုမြင်လာရင်အဲ့သမုဒယသစ္စာကိုပယ်ခြင်းလာမှာပဲဒီသမုဒယသစ္စာကိုလည်းအခုယောဂီကဘောမေးတဲ့မေခွန်းရှင်ကသူအဲ့လိုဒုက္ခကိုရောက်လို့ပဲတန်ရုံးစင်ကိုသူပယ်ခြင်းနေတာဒါပေမဲ့အဲ့ဒီဒုက္ခထက်အခုမြင်နေတာထက်ဒီထက်ကြံသေးတယ်ကိုအကုန်မမြင်သေးဘူးဒုက္ခကိုအဲ့ဒီဒုက္ခတွေအကုန်မြင်တဲ့မြင်အောင်အားထုတ်ရမှာပဲအကောင်းဆုံးပယ်နည်းကတော့တန်ရုံးစင်ကိုပယ်နည်းကတော့ဘုန်းတို့ဒီအတုပကမ္မထန်လဲပွားတန်ရုံးစင်ဟာလေချစ်တဲ့စိတ်ပဲထပ်ပြောရင်ချစ်တာတန်ရုံးစင်ဖြစ်တာအဲ့ချစ်တဲ့စိတ်တွေရောပွားစေခြင်းနဲ့ဆိုဒီအတုပသူအတုပကိုအတုပယွန်စရာတွေအတုပကိုနှလုံးသွင်းတင်ခြင်းတရားကိုလည်းစင်ခြင်းတန်တရားဘေးကိုလည်းစင်ခြင်းဒီအတုပကမ္မထန်ရှုမှတ်နည်းတွေကတော့ဘဘကနောက်အကြောင်းညညမှာဟောပေးမယ်ဒီမှာဟောဖို့အချိန်မရှိတော့ဒီအတုပကမ္မထန်ကိုလည်းနီးစနစ်တကျပွားမယ်အယုစုကမ္မထန်အတုပကမ္မထန်မရဏတတိတေခြင်းတရားဒါတွေစင်ခြင်းပဲတရားကိုဇွဲနေပဲကြီးစွာအားထုတ်မယ်ဒုက္ခရဲ့အပြစ်တွေကိုတန်ရုံးစင်ရဲ့အပြစ်ဒုက္ခတွေကိုစင်ခြင်းမယ်ဆိုရင်တန်ရုံးစင်ကလိုနေတော့အောင်ပါပဲတေချာထပ်ပြောရရင်တော့ဒီလောဘဒေါသဆိုတဲ့ဒီကိလေသာတွေကိုကိုကပယ်လို့ဓာတ်ရိုက်ပယ်လို့မရအောင်ဒီလိုကမ္မထန်တွေရှုမှတ်ပြီးမှပဲအဲ့ဒီကိလေသာတွေကိုအင်တာနက်နည်းနဲ့ပယ်လို့ရတယ်ထပ်ပြီးနားလည်အောင်ပြောရရင်တရားကပဲကိလေသာကိုပယ်မှာကိုကပယ်လို့မရအောင်နော်ဘာကိုပယ်မှာတရားကကိလေသာကိုပယ်မှာကိုကလောဘမကောင်းဆိုတာသိပြီးလောဘကိုပယ်ခြင်းနဲ့ပယ်လို့မရအောင်ဒေါသကိုပယ်ခြင်းနဲ့ပယ်လို့မရအောင်အဲ့ဟာကိုစိတ်လေးတတိထားနေတော့လောဘဒေါသမဖြစ်ဘူးစိတ်လေးတတိအားရောလိုက်တာနဲ့လောဘဒေါသပြန်ဖြစ်နေဦးမှာပဲလောဘဒေါသတွေကိုအမြတ်ပြတ်ပယ်နိုင်ဖို့တန်ဟုတ်စင်ဆိုတာအဲ့ဒါပဲလောဘဒေါသလောဘတစ်မျိုးပဲလေပယ်ဖို့ကတော့တရားတာများများအားထုတ်ရတာနီးမှန်လမ်းမှန်စနစ်တကျအားထုတ်တရားတွေပြည့်လာလိုက်တာနဲ့ဒါချိန်ဝင်လို့ပဲနော်
ဒီဘက်ကလေးလိုက်ဟိုဘက်ကပေါ့ပါဒီဘက်ကမြင့်ရင်ဟိုဘက်ကနှိမ့်လာမှာပဲတရားအားကောင်းလိုက်တာနဲ့အော်တိုလောဘဒေါသတွေနေတန်ဟုံးစင်တွေနေလာနောက်အဲ့လိုအထုတ်နေနေမညံပွင့်နေရပြီဆိုရင်တော့တန်ဟုံးစင်အမြင့်ပြပယ်သွားမှာပေါ့တရားထုတွေရမယ်မညံပွင့်နေတော့တောတမန်တီတန်တန်ဟုံးစင်လုံးဝမပယ်နိုင်သေးဘူးအပယ်ကြစေတဲ့တန်ဟုံးစင်မပယ်နိုင်ဘူးအပယ်မကြစေတဲ့တန်ဟုံးစင်တွေရှိတယ်ဝိတ္တကတော့အနာတပိန်တို့တာတမီမီမြစ်တွေချစ်နေကြတာပဲလင်များတွေမိသားစုတွေလောကီကြီးရတယ်နော်ဒီပုံကိုယ်တွေကတောတပန်တီတယ်ဆိုပေမဲ့အပယ်ကြစေတဲ့တန်ဟုံးစင်တော့ပယ်ပြီးသွားပြီအကုန်မပယ်နိုင်ဘူးရဟန္တာမှာပြောရင်အနာဂံပေါ့အနာဂံတည်တဲ့သူတွေမှာကာမရာဂစိတ်တွေအမြင့်ပြည့်ပြီးတန်ဟုံးစင်အကုန်ပယ်နိုင်တာဒါတော့မှသူတို့ကဘဝတန်ဟုံးစင်ဘဝတဏ္ဍာကြံသေးတယ်အနာဂံတော့လေရဟန္တာဖြစ်သွားမှအမြင့်ပြည့်ပယ်နိုင်တာဖြစ်ပါတယ်ဟုတ်ပြီနော်ကိလေသာကိုတရားကပဲပယ်ပါလိမ့်မယ်တရားအကောင်းအောင်ပဲကြိုးစားပါလို့ဘုန်းကြီးဖြေကြားပေးပါတယ်ဗျာတပည့်တော်ညီကိုမောင်နှမတာဝန်တွေကြောင့်စိတ်ထွက်ပေါက်ပိတ်မိတယ်လို့ခံစားနေရပါတယ်ဗျာအပြင်းထူပြီးတော့ကျေးဇူးမတိတဲ့သူကြောင့်စိတ်ဖိစီးရပါတယ်ဗျာကုသိုလ်စိတ်တွေအဖြစ်နည်းနေပါတယ်ဗျာကုသိုလ်စိတ်အဖြစ်များအောင်ဘယ်လိုနှလုံးသွင်းဆင်ခြင်ရမှာပါလဲဗျာတဲ့မိကုံတည်တင်ပါတယ်ဗျာဖြေကြားပေးပါမယ်မိကုံကလည်းကောင်းပါတယ်တာဝန်ကလည်းရစရာကောင်းတယ်ညီကောင်မောင်နှမတွေကြောင့်တာဝန်တွေကြောင့်စိတ်ဖိစီးရတယ်ဒါအလုံးမလုံးတဲ့အပြင်းထူနေတဲ့သူတွေကြောင့်ကျေးဇူးမတိတဲ့သူတွေကြောင့်စိတ်ဖိစီးရတယ်ပေါ့နော်ကုသိုလ်စိတ်တွေလည်းဖြစ်နေတယ်ကိုယ့်ကိုယ်ကုသိုလ်စိတ်ဖြစ်နေမှလည်းသိတယ်ဒါမစိုးဘူးကိုယ့်ကိုယ်ဒါတတော်ကိုယ့်ကိုယ်တတိထားမိတာပေါ့ဒီစိတ်တွေရော့ပါတတ်တာဘယ်လိုလုပ်ရမလဲဒါလည်းတန်ဟုတ်စင်ကြောင့်ပဲညီကောင်မနှမတောင်းဝင်နေဆိုမိဘနှစ်ပါးလည်းရှိနေတယ်ဆိုရင်တော့မကင်းရမင်းကြောင်းမကင်းရမကင်းကြောင်းမိဘရဲ့စစ်စင်းရမှာဆိုတော့ဒီလိုပဲညီကောင်မနှမအစိုးတွေအပြင်းထူတွေကျေးဇူးမသိတဲ့သူတွေကိုမှတာဝန်နေပြီတာပေါ့နော်ဒီညာမှာတရားနှလုံးသွင်းတာတော့နောက်အရင်ဆုံးပြောရမှာကမိဘနှစ်ပါးကြောင့်မလွဲတာလို့လုပ်ပေးနေရတယ်ဆိုရင်တော့မှမိဘကိုလည်းနားလည်အောင်တတ်နေဆုံးစူးစမ်းပြောဘလို့မှပြောမရရင်တော့မှကိုယ့်ကိုစိတ်ထားတတ်အောင်နေရမယ်လုပ်ပေးစာရှိတာလုပ်ပေးဒါပေမဲ့မိသားစုအတွက်အဲ့လိုပေါ့ကိုညီကောင်မောင်နှမတွေကအပြင်းလဲမတူဘူးရိုးသားစူးစမ်းလို့ဒုက္ခရောက်လို့ကိုကကိုညီရတယ်ဆိုရင်တဘာဝကြတယ်အပြင်းထူပြီးတော့ကျေးဇူးလည်းမသိတတ်ဘူးအပြင်းထူနေတဲ့သူတွေကြောင့်ကိုယ့်ရဲ့အချိန်တွေစိတ်ဖိစီးခံပြီးပေးဆက်နေတာကြတော့မတန်ဘူးကိုကဘုရားလောင်းလည်းမဟုတ်ဒီလိုအပြင်းထူတဲ့သူတွေအလုံးမကြိုးစားတဲ့သူတွေကျေးဇူးမသိတတ်တဲ့ညီကောင်မောင်နှမတွေရဲ့တာဝန်မှာကိုကထမ်းနေရတယ်ဆိုရင်တော့အစိမ်မပြေတော့အဲ့ဒါမိဘအဆုံးမှာမိဘတာဝန်မိဘမဆုံးမနိုင်ဘူးဆိုရင်လည်းအဲ့မိဘရှိနေတယ်ဆိုရင်တော့မိဘကိုနားလည်အောင်ပြောနားမလဲလည်းမတတ်နိုင်အောင်တတ်နေဆိုနားလည်အောင်ပြောမိဘကိုကိုယ်ပြုစုလုပ်ကြည့်အဲ့ပြင်းနေတဲ့သူလူပြင်းနေတော့လောကမှာနေရာမရှိဘူးဘာတွေအတွက်နေရာမရှိဘူးဘသူတွေအတွက်လူပြင်းနေအတွက်လောကမှာနေရာမရှိဘူးအားဆိုနက်ပြည်သွားနက်ပြည်မှာလည်းနေရာမရှိဘူးဟာဖနက်တွေကစာအုပ်နေစီးပွားရေးမလုပ်ရဘူးလေဟာစာအုပ်နေစီးပွားရေးမလုပ်ရလဲနက်လည်းနက်အလုပ်တော့ရှိသေးတယ်ဒါနဲ့ပတ်သက်ပြီးတရားမင်းပြောတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါတရားမင်းကသူ့ရဲ့တားတော်တွေထဲမှာတားတော်တစ်ပါးပေါ့နော်တာဝတိတာနဲ့ပြရတရားမင်းတားတော်တစ်ပါးပေါ့အဲ့ဒီနက်သားကအင်မတန်ပြင်းတယ်နက်သားကအင်မတန်ပြင်းလို့တဲ့အခါကျတော့အဲ့ဒါတရားမင်းကသူ့သားနက်သားကိုခေါ်ဘယ်လိုဆုံးမလဲဆိုငါသားဘာမှလုပ်เสียမလို့ပဲနဲ့နေလို့ရတဲ့နေရာလေးအဖေသွားခြင်းတယ်အဲ့ဒီနေရာလေးရှိလားတားရှာတွေ့ထားတာရှိလားရှာတွေ့ထားတာရှိရင်အဖေကိုပြောပြပါအဖေသွားခြင်းတယ်ဘယ်နေရာကိုလဲဘာမှလုပ်စရာမလိုတဲ့နေရာအဲ့ဒီနေရာကိုတားတွေ့ထားရင်အဖေကိုပြောပြပါအဖေသွားခြင်းတယ်တကယ်လို့တားမတွေ့သေးဘူးဆိုရင်ငါတားတွေ့အောင်ရှာဘာမှမလုပ်ပဲနဲ့နေလို့ရတဲ့လောကနေရာအဲ့ဒီနေရာအဲ့ဒီဘဝကိုတားတွေ့အောင်ရှာတဲ့သူ့သားကိုပြောတာတရားမဲဆုံးမှလည်းပညာပါတယ်နော်ဘာမှလုံးစရာမလိုပဲနဲ့ဘာမှမလုပ်ပဲနဲ့နေလို့ရတဲ့နေရာလူပြည်မှာတယ်မကနတ်ပြည်မှာတော့မရှိဘူးသူ့သားကိုပြောပြသူ့သားမရှိဘူးလေဘာမှလုံးစရာသူညံတဲ့တုံးတဲ့ကြီးတော့
ဘာမှမလုပ်ဘဲနဲ့နေလို့ရတဲ့နေရာဘာမှမရှိဘူးဆိုတာသိတယ်အဲ့နေရာမရှိဘူးဆိုတော့ငါပြေးနေလို့မဖြစ်ဘူးဆိုတဲ့သဘောပဲသူ့သားရောတရားမင်းဆုံးမတဲ့စကားလေးပေါ့ဒီလိုမျိုးညီကောင်မောင်နှမတဲမှာတွေအဲ့လိုပဲပြင်းနေတယ်ဆိုရင်ဒါစံကုန်မြေလေးတွေပဲအချင်းကြီးတွေကျေးဇူးလည်းမသိတဲ့ဘူးပြင်းလည်းပြင်းနေဆိုနားလည်အောင်သူတို့ပြောပြပေါ့မျိုးစုံဘယ်လိုမှပြောပြလို့မရရင်တော့သူတို့တိုင်းနဲ့သူတို့ကံပဲဒီရိုင်းနဲ့ပတ်သက်ပြီးခံစားမနေနဲ့ပိစာရှိအပြက်ပေးပလိုက်သူတို့နဲ့စိတ်ဆင်းရဲမခံတယ်မတန်ဘူးတန်တရားအရှိကြီးပဲဒီဘာမဟုတ်တဲ့သူတွေကြောင့်အချိန်ပေးရတာမတန်ဘူးကိုယ့်ရဲ့ညီကောင်မောင်နှမတွေထဲမှာယူသားတယ်ကြိုးစားတယ်စိတ်တက်လည်းကောင်းတယ်ဒါတော့မှခက်ခဲနေလို့ကိုကပေးရတယ်ဆိုရင်တဘာဝကြသေးတယ်ကိုညီရတယ်သူတို့ကြောင့်စိတ်ဆင်းရဲရတယ်စိတ်ပင်ပန်းခင်ပြီးသူတို့ထောက်ပံ့နေဆိုရင်တဘာဝကြတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျေးဇူးမသိတတ်တဲ့သူတွေစိုက်ကုန်မြေလေးငပြေးတွေအတွက်တော့အချိန်မပေးပါနဲ့ညီကောင်မောင်နှမတွေဘာလို့လုံးမနေနဲ့ဘာမှလုပ်ကြဘာမှမလုပ်ဘဲနေလို့ရတဲ့နေရာလောကမှာမရှိဘူးနှက်ပြည်မှာတော့မရှိဘူးတရားမင်းတော့လက်မခံနော်ဒီလိုလူတွေကအလကားလူတွေအဲ့ဒါလူမိုက်လို့ခေါ်တယ်အဲ့ဒါဘာလို့ခေါ်တော့လူမိုက်လို့ပြောလိုက်ရင်လောကလူတွေကဆဲဆိုကြမ်းတမ်းတဲ့သူလူဆိုးတွေသူများတက်တာတွေလူတက်မှုဖြစ်တဲ့အတွက်ဒီလိုလူတွေပဲလူမိုက်လို့ထင်တာနော်လူမိုက်ကိုပါဠိလိုကြတော့ဘာလနော်ဘုန်းကြီးတို့မင်္ဂလာတော်မှာပါတယ်လေပါတယ်လေနံပါတ်1အာတေဝနာစဘာလာနဲ့ဘာလာဆိုအဲ့ဒါဘာလလူမိုက်ကိုပြောတယ်နော်လူမိုက်ရဲ့အနက် definition ကနော်လူအလူနာလူထိုင်းလူဖြစ်အတုံးမကြတော့သူငါမျိုးသူရဲ့လူမိုက်ရဲ့အနက် definition ဘာလဲလဲလူအားလူနာလူထိုင်းလူဖြစ်အတုံးမကြတဲ့သူအဲ့ဒါဘာလို့လဲလူမိုက်အခုကျေးဇူးလည်းမသိတတ်ဘူးအလုပ်လည်းမကြိုးစားဘူးပြင်းနေဖြေတယ်ဆိုရင်တော့လူမိုက်ဖြစ်နေပြီလေလူမိုက်ပဲမိုက်ရိုင်းမှကြမ်းမှစိုးမှဆဲမှလူမိုက်မဟုတ်ဘူးနော်ပြင်းတဲ့သူတွေလူအားတွေအားလုံးတဲ့သူလည်းလူမိုက်စင်းဝင်တာအကျိုးမရှိဘူးဘောကအလုံးနာသွားတယ်လူအားတွေလူနာတွေလူထိုင်းတွေထိုင်းမိုင်းမောဟာကြီးနဲ့နော်အမဲတဲ့အဲ့မောဟာဒလိုလိုမကြည့်ဒလိုလိုမကြည့်နော်မကြည့်မလင်းမြင်ရတဲ့သူလည်းစိတ်မချမ်းသာဘူးအိမ်မို့စုံမရုပ်တွေမကြည့်မလင်းနေလောဘဒေါသတွေနဲ့မောဟတွေနဲ့ထိုင်းမိုင်းနေတဲ့သူတွေဘာအလိုမကြမှမသိဘူးအဲ့ဒါတလောကလုံးသူတို့လုံးစားထိုင်စားတယ်လို့မျိုးသူတို့ပဲတလောကလုံးရှာကျွေးနေရတဲ့ရုပ်တွေမြင်ရတဲ့သူလည်းစိတ်မချမ်းသာဘူးသူတို့ကိုယ်တိုင်လည်းရုပ်တွေကလည်းမကြည့်မလင်းနေစိတ်တွေကလည်းမကြည့်လူထိုင်းနေလူအားလူနာလူထိုင်းလူပြင်းနေအခုပြင်းတဲ့သူတွေဖြင်းတဲ့သူတွေလူမိုက်နော်ပြီးတော့ဒါဒီပုဂ္ဂိုလ်တွေအတော့မကြတဲ့သူတွေအဲ့ဒါဘယ်သူတွေလဲလူမိုက်ကိုဖျားပါတယ်လေအတုနာစာဘာလာနဲ့ရှောင်ရမှာလူမိုက်ကိုမမီဝဲနဲ့မစိကနဲ့မပတ်တဲ့နဲ့မပေါင်းနဲ့တဲ့အမင်္ဂလာတော့မှာပထမဆုံးမှာတာနော်38ပြာမှာနံပါတ်1အတုနာစာဘာလာနဲ့အဲ့ဒါဖျားခေါ်ရတာဖိုးကြီးခေါ်တာမဟုတ်ဖျားခေါ်တော့နားလည်တယ်အောင်ပြောပြတာညီကောင်မောင်နှမတွေဘာတွေလုံးမနေနဲ့အဲ့လိုမျိုးလူတွေအတွက်တော့လောကမှာနေရာမရှိဘူးမိဘတွေကလည်းဆုံးမမယ်ဒါမိဘတွေတောက်ပေါ့မိဘတွေမရှိတော့လို့ဆိုရင်လည်းရတဲ့လောက်ပြောပြဆုံးမလို့မရရင်ပြေးစားရှိရပေးကင်းနေနော်ရအောင်တော့အတက်နဲ့ဆုံးတော့ဆုံးမပေါ့ဆုံးမလိုက်လို့ရတဲ့အခါရကောင်းတော့မရခဲ့တဲ့သူဘယ်သူပြောမရတဲ့သူတွေရှိတယ်ဒီလိုလူတွေအတွက်ကတော့ဒါဥပက္ခနဲ့နေရဗါတဲ့နေရဥပက္ခနဲ့နေနော်ဒီလိုလူမိုက်တွေအတွက်ကိုပေးဆက်နေတာမတန်ဘူးအချင်းကုန်တယ်တန်တရားခီးသွားရအောင်ကိုလည်းတန်တရားထဲမှာနှိမ့်မှန်မြောက်သေးတော့ကိုမှလည်းအခုဖို့အခုရှောက်တဲ့ဒီပုံကိုယ်စိတ်ကုသိုလ်စိတ်တွေအဖြစ်နေလာတယ်လေအကုသိုလ်တွေဖြစ်လာစိတ်တွေမကြည့်ဘူးလေသူတို့ကြောင့်ကိုမှကုသိုလ်စိတ်တွေအဖြစ်နေအကုသိုလ်တွေအဖြစ်များတော့တန်တရားတော်ရှိနှိမ့်မှန်နဲ့ဝေးသွားမယ်ဒီလူမိုက်တွေကြောင့်မတန်ဘူးဒီအတွက်ဖျားပြောသလိုလူမိုက်အောင်မပတ်တဲ့နဲ့မမီဝဲနဲ့မစိကတ်နဲ့ကင်းအောင်နေဝေးအောင်နေဟုတ်ပြီလားမိဘတွေမှာတာဝန်ရှိတယ်မိဘတွေနဲ့မိဘတွေပြောမရရင်လည်းကိုယ့်ကိုဘုံပြောသလိုဒါဥပက္ခနဲ့နေနေအောင်ကြိုးစားလူမရဲ့အ내အဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့ရှေးစာတော်ကြီးတွေကနောက်တဲ့အဓိပ္ပာယ်တစ်မျိုးလူအားလူနာလူဖြင်းလူထိုင်းအသုံးမကြတဲ့သူအဲ့ဒါကိုရှေးစာတော်ဘုရားကြီးတွေကနောက်တဲ့အဓိပ္ပာယ်တစ်မျိုးထပ်ပြီးတော့ထပ်ဖြည့်သေးတယ်နော်ဝါဆိုတာတော့မဟုတ်နောက်6ခုမြောက်ကပါလဲဆိုတာအလိုက်မသိတော့သူဗါတယ်လေတကယ်တော့အလိုက်မသိတာလေလူမိုက်ပဲဟုတ်တယ်နော်တကယ်အလိုက်မသိတာလေလူမိုက်ပဲတချို့ကတော်တော်အလိုက်မသိတာတချို့ဘွဲတွေရပညာတွေတက်ဘွဲတွေတစ်ဘွဲနှစ်ဘွဲတချို့နိုင်ငံသားတွေမှာလည်းဘွဲတွေယူတာပညာတက်ပဲလောကီအနေနဲ့တော့အလိုက်မသိဘူးဗျနော်
တစ်ဖက်သားကိုပြောတဲ့မပြောတဲ့မသိဘူးသူများအိမ်သွားတဲ့မသွားတဲ့ဒီစကားအကူအညီတောင်းတဲ့မတောင်းတဲ့အခွင့်အရေးယူတဲ့မယူတဲ့ဒီစကားပြောတဲ့မပြောတဲ့ဒါကြီးမသိပဲနဲ့လောကမှာပညာတတ်အမေခံပြီးအလိုက်မသိတဲ့သူတွေလောကမှာမြင်မှုသလား online ရောက်ကြည့်များပညာတော့တတ်တယ်အလိုက်မသိဘူးအဲ့ဒါတချို့ရက်ွက်လည်းပြောကြရှိလေပါတော့ဘွဲရဖို့မလိုပါဘူးတချို့လည်းဆယ်နောက်ဖို့မလိုပါဘူးအလိုက်သိဖို့ပဲလိုပါအဲ့လိုရှိတယ်နော်အဲ့တော့အလိုက်သိဖို့ကလည်းတော်တော်အရေးကြီးတယ်နော်အလိုက်လည်းသိပညာလည်းတတ်ဆိုတော့အကောင်းဆုံးပါဗျာနော်ပြောလို့လာကဒါအလိုက်မသိတာလည်းဗါတဲ့လေလူမိုက်ပဲတဲ့ဒါလူမိုက်စင်းဝင်နေမှာနော်ကိုပြန်မေးငါအလိုက်သိတဲ့သူလားကိုပတ်ဝန်းကျင်မှာကိုနဲ့ပတ်သက်တဲ့သူတွေရှိမှာကိုကအလိုက်မသိဘူးတချို့အခွင့်ရေးသမားတွေအခွင့်ရေးတွေပဲရှာပြီးတော့အခွင့်ကောင်းတွေပဲအကြံဖန်တွေဖြတ်လန်းသီးတွေနဲ့လုပ်နေတာအလိုက်မသိဘူးသူများရဲ့အာနာမှုအခွင့်ရေးယူတဲ့သူတွေလောကမှာမရှိဘူးလားတချို့ကအာနာအားလုံးမဟုတ်အာနာအဲ့ဒါကိုအခွင့်ရေးယူပြီးကိုကြိုးစီးပွားရှာသွားတယ်သူများမျက်ခုံးမွေးပေါ်ဇိမ်းညံရှောက်အဲ့ဒါကိုပဲသူတို့အဟုတ်ထင်တယ်အဲ့အလိုက်မသိတာသူများရဲ့အခွင့်ရေးတွေသူများရဲ့အာနာမှုတွေသူတို့ဘာရဲ့ငဲ့ညာမှုတွေကိုဒါအလိုက်ကန်ဆုံးမသိကိုယ့်ဘက်ကိုရက်သွားတယ်လိတ်လိုလူမျိုးတွေဒီလိုပုံကိုယ်တွေကလည်းလူမိုက်ပဲဒီလူမိုက်တွေမဖြစ်စေနဲ့ကိုယ့်ကိုယ်လည်းမေးမဖြစ်စေနဲ့ဖြစ်ခဲ့တာတွေရှိရင်တင်ငန်းစာယူတော့မဖြစ်စေနဲ့တခြားအဲ့လိုမျိုးဖြစ်နေတဲ့သူတွေကိုလည်းအတတ်နိုင်ဆုံးလမ်းမှန်အောင်တွင်တင်ပြောပြလို့မရရင်ဥပေက္ခရှုဝေးရှောင်းဟုတ်ပြီလားဗျာဒါပေါ်မေတ္တာနဲ့ဖြေချပေးတာဖြစ်ပါတယ်ပေါ်တို့ကိုယ်တိုင်လည်းတွေ့နေကြုံနေစုံနေရဆဲပါပဲဒီနီလန်းတိုင်းပေါ်ကိုယ်တိုင်လည်းလက်တွေ့ကျင့်သုံးနေဆဲဖြစ်ပါတယ်နားလည်မယ်နော်ပေါ်လဲကိုချင်းစာလို့ပြောတာပါနော်ကိုချင်းစာလို့ပြောတချို့အဲ့ညီကောင်မောင်တို့ကအလိုက်ကဆိုမသိတဲ့သူတွေကြောင့်အကြီးတွေမှာဆွတ်လုံးနေတာခံဘဝပါပြတ်သွားတဲ့သူတွေအများကြီးရှိအဲ့လိုမဖြစ်စေချင်လူမိုက်တွေကြောင့်လူကောင်းတွေဘဝနစ်နာသွားရတာတွေရှိတယ်ဘဝကအဲ့လိုဖြစ်မှာစိုးလို့နှမျောလို့မေတ္တာနဲ့ဖြစ်ကြပေးတာဖြစ်ပါတယ်ဗျာနော်ဒါကုသိုလ်စိတ်တွေဖြစ်များအောင်နော်အဲ့လိုမျိုးတွေဝေးရှောင်ပြီးတော့ကုသိုလ်စိတ်ဖြစ်များအောင်ကြိုးစားပေါ့နော်ဘောဗျာ၈ပါးတိလာယူပြီးတော့ညပိုင်းမှာကျမ်းမာရရညစာစားရင်ညစာစားရင်အပြစ်ဖြစ်ပါသလားသိပြရစီဗျာကျမ်းမာရရမလွတ်တာလို့စားမယ်ဆိုရင်လေကိုယ့်ရဲ့တီလာမှာ၈ပါးတီလာကိုဖျားတပြီးတော့၈ပါးတီလာစောက်တီပါတီဖျားဆိုပြီးတော့အဲ့လိုတခွန်းနဲ့ဆိုပြီးတော့၈ပါးတီလာကိုတစ်ခုချင်းစီတစ်ပါးချင်းစီမဆိုပဲစောက်တီထားတယ်ဆိုရင်စောက်တီထားလို့ရတယ်တစ်ပါးပြည့်ရင်အကုန်ပြည့်တယ်တော့အတွဲလဲစောက်တီတာအဲ့လိုမဟုတ်ဘဲနဲ့ပါဏာတိပါဒအာဒေနာဒါနာတခုချင်းစီဝိကာလဘောဇနာတခုချင်းစီစောက်တည်ထားရင်တော့၈ပါးတိလမှာညစာစားရင်ဝိကာလဘောဇနာပြက်ဘယ်နှပါးကြံ9ပါးကြံပါပေါ့အပြစ်မဖြစ်ပါဘူးကျမ်းမာရေးရဖះအောင်မလေးစားလို့ဆိုရင်တော့အပြစ်ဖြစ်မှာမလေးစားလို့မဟုတ်ကျမ်းမာရောမလွတ်တာလို့ဖះအောင်တောင်းမယ်စာရပါတယ်အဓိကတရားထုတ်ဖို့ပဲတိလကလူတွေဆိုရင်9ပါးတိလလို့ရင်ပြည့်စုံနေပြီ၈ပါးတိလစောက်တယ်အတိုင်းနဲ့တော့ပိုကောင်းအကြောင်းမျိုးစောက်ကျမ်းမာရေးကမငြိမ်ညွတ်ရင်ကိစ္စမရှိဘူးရတယ်ဘုံဒီရိတ်တာမှာမာဘိဒကြောက်တော်ရိတ်တာမှာအခုရန်ကုန်ရိတ်တာခွဲမှာလည်းနောက်တရားစခန်းတွေဖွင့်ပါမယ်ဘုံကျမ်းမာရေးဒီလောက်ကုံလောက်ဆိုရင်ဘုံရန်ကုန်ကြွမယ်နော်ရန်ကုန်မှာတရားစခန်းတွေဖွင့်မှာအခုတန်းစင်ကန်းတွေရေတွင်းရေကန်တွေဘုံအဝေးကနေစီစဉ်ညွှန်ကြားဆောင်ရွက်နေပါတယ်ဘုံဒီမှာတရားစခန်းတွေဖွင့်နိုင်ဘုံဒီကျမ်းမာရေးအရာလိုအပ်တဲ့ယောဂီများညစာကျွေးပါတယ်ဘုံက9ပါးတိလာယူ9ပါးတိလာယူပေါ့ဗျာညစာရှောင်လို့မလွယ်လို့တချို့ယောဂတဲ့တွေစီကြိုတွေးတို့နှလုံးမစားရင်သမားတွေညစာမစားရင်ဘယ်လိုမှအဆင်မပြေလို့တရားစခန်းမဝင်ပြဘူးဆိုရင်နစ်နာတယ်တရားရဖို့အဓိကပဲညစာကမလွဲတာလို့စားရမယ်သူစေးပြင်းတွေတောက်နေရတဲ့ယောဂကြောင့်ရတယ်ဘောညစာတခုအစီအစဉ်ပေးတယ်ဟဲပြီးတော့မဟုတ်ဘူးပေါ့ဗျာပေါ့ဘာပေါ့စေးတံခံနိုင်အောင်ပေါ့မဟုတ်တို့ယာကုတို့တခုခုပေါ့ဘုံเจ้าမှာစီစဉ်ပေးတယ်ဘုံကအဲ့ဟာဘုံကိုယ်တိုင်တရားဝင်ခွင့်ပြုတာအဓိကတရားထုတ်ဖို့ပဲတရားရဖို့ပဲတီလာအရေးကြီးပေမဲ့ဒါမရှိမဖြစ်ကြီးအရာတော့မဟုတ်ငါလူတွေဆိုရင်9ပါးတီလာလွန်ရတယ်တချို့တီလာတွေကတဖြည်းဖြည်းတော့သူလုံသွားလိမ့်မယ်နော်ဒါဘုံကဒါခွင့်ပြုထားတာဘုံကိုယ်တိုင်ရအောင်နော်ကဲဟုတ်ပြီဗျာနောက်မေကုန်းကသာရဗျဖျားတပည့်တော်တို့လူတွေအနေနဲ့
မက်ဖို့နိဗ္ဗာန်ကိုအမြန်ဆုံးရကြပါတယ်ဗျာမက်ဖို့နိဗ္ဗာန်ရောက်ဖို့အတွက်ဝိနည်းတွေကိုလေးလာတင်ယူနာယူရမှာလားတရားကိုစ조사အားထုတ်ရမှာလားမတဲခွဲဖြစ်နေလို့ဖြေချပေးပါဗျာဖျားရှင်ကရောဘလိုမျိုးမိမ့်မာခဲ့ပါတယ်လဲသိကျင်ပါတယ်ဗျာအမားပိုင်ခွင့်လွှတ်ပေးတော်မူပါဗျာဥတည်ပါတယ်ဗျာတဲ့ဟာဒီမှာမေးခွန်းကပါသွားပြီလေနိဗ္ဗာန်ရောက်ခြင်းတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်မှာပေါ့ရန်ကုန်သွားခြင်းရန်ကုန်လမ်းကိုလျှောက်မန္တလေးသွားခြင်းမန္တလေးလမ်းကိုရွေးလေမန္တလေးသွားခြင်းတော့မြစ်ကြီးနားလမ်းကိုဘက်ကိုသွားရင်တော့မြစ်ကြီးနားရောက်သွားမှာမန္တလေးပဲရောက်မှာတော့ဒါရှင်းရှင်းလေးပဲနိဗ္ဗာန်ကိုသွားခြင်းနိဗ္ဗာန်လမ်းကိုလျှောက်နိဗ္ဗာန်လမ်းကြောင်းရဟန်းတွေရဲ့ဝိနည်းရဟန်းတွေနဲ့ပဲဆိုင်တယ်လူတွေကအင်တာနက်ပဲဆိုင်အဓိကအဆိုင်ဆုံးကရဟန်းတွေသူကတို့ဝိနည်းလေးစားရင်လေးစားမလေးစားရင်နေအဲ့ဒါသူတို့ကဏ္ဍကိုနိဗ္ဗာန်ရောက်ဖို့နိဗ္ဗာန်ရောက်ခြင်းတော့ကိုလမ်းကိုလျှောက်ဒါပေမဲ့အင်တာနက်နည်းနဲ့သာသနာချီးမြှောက်တဲ့အနေနဲ့လူတွေနဲ့တော့လုံးဝကြီးမဆိုင်တာတော့မဟုတ်ဘူးနည်းနည်းတော့ဆိုင်ဖျားတော်မှာဆုံးမလို့မရတဲ့ယဟန်တွေရှိတယ်ဝိနည်းဆိုတဲ့အခါမှာလည်းတချို့ကဝိနည်းကလုံခြုံအောင်စောင့်တည်ရမှာ online ပေါ်မှာလူသိရှင်ကြားကြင်ညာပြီးတော့ဝိနည်းထုတ်ပြရမှာမဟုတ်ဘူးဟောနော်လူဘိန်းကြိုက်လူသိရှင်ကြားကြင်ညာပြီး online ပေါ်မှာဝိနည်းထုတ်နေတဲ့သူတွေကတကယ်ဝိနည်းလေးစားတဲ့သူတွေမဟုတ်ဘူးဝိနည်းတကယ်လေးစားတဲ့ဖျားစကားတကယ်နားထောင်တဲ့ဘုန်းကြီးတွေကလူသိကိုမခံသူတော်ကောင်းတွေကအပိစကုံအလိုနဲတယ်ဘာကုံလဲအပိစကုံမြန်မာလိုကဗာလဲအလိုနဲတာဘာအလိုနဲတာလဲဆိုတော့ဒီပစ္စည်းတွေဝိထုတွေလက်လာဘက်တွေပေါ်မှာအများကြီးလက်လာဘက်တွေအများကြီးရကျင်စိတ်မရှိဘူးလာဘက်တက္ကာရလူတွေအယုတွေပေးတဲ့ပုံမှာလဲအလိုနဲတယ်အဲ့အောင်လိုချင်တဲ့စိတ်မရှိဘူးတိလောကနာမည်ကြီးတယ် popular ဖြစ်တယ်အဲ့ဒါတွေဆယ်လီဖြစ်ချင်တာတွေလည်းမရှိဘူးအဲ့ဒါအလိုနဲတယ်လို့ခေါ်တယ်သူတော်ကောင်းတွေဒီအဲ့စိတ်ရှိတယ်ကိုကကတကယ်ဝိနည်းကိုအလိုစိတ်ကောင်းစေနာကောင်းတဲ့စောက်တည်တဲ့ဆရာတော်တွေလည်းရှိတယ်ဒါလည်းဘုန်းကြီးတို့လေးစားကြည့်ညိုတာတို့ခေါ်တယ်ညီတော်နောင်တော်များဒါပေမဲ့တချို့ကြတော့ဝိနည်းကိုလက်နက်တစ်ပွဲအသုံးပြုပြီးတော့ကိုယ့်ရဲ့တိတ်ခါနဲ့လဲစားနေကြတယ်ဝိနည်းကိုလူသိရှင်ကြားတွေပြောပြ online ပေါ်မှာဟောင်းမှာပြောပြီးတော့သူတို့ပဲရဟန်းစစ်တွေတခြားဘုန်းကြီးတွေကပဲရဟန်းစစ်မဟုတ်တော့တရားပြောဝိနည်းချင်းဆိုတာကဘုန်းကြီးချင်းပြောမယ်ကိစ္စလူတွေကတိထိုက်တာလေးပဲပေးတိတချို့လူတွေကတိကျင်တယ်ဆိုရင်လည်းလူတွေနေနဲ့လုံးဝပေးမတိခိုင်းတာမဟုတ်ပြည့်စုံအောင်နားလေပြည့်စုံအောင်နားမလဲပဲနဲ့မတောက်တစ်ခေါက်လေးတီးပြီးမတောက်တစ်ခေါက်ပေတယ်လေးနဲ့ဘုန်းကြီးနဲ့လိုက်တိုင်းနေတကယ်စိုးတဲ့ဘုန်းကြီးတွေကတော့ဘုန်းတို့လည်းလက်မခံဘူးဒါမဖြစ်တယ်ဘုန်းတို့လည်းစန့်ကျင်တယ်တချို့ကြတော့စာတင်နာဦးစင်းလေးတွေကိုရင်လေးတွေတချို့မလွဲတာလို့တချို့ကဏ္ဍလေးတွေမှာခက်ကာလအားလို့ဆိုတာတချို့တီလာလေးတွေကိုအာနာဝိသိကမမဟုတ်ဘဲနဲ့မတော်တဆကျွလွန်မိတာလေးတွေကိုရေးကြီးခွင်ကျဲနဲ့ရဟန်းမဟုတ်တော့တရားကြီးကြဲကြဲတွေပြောတာကြတော့တာသနာပြုတ်တူလူနဲ့အဲ့ဒါတာသနာဖြစ်တယ်ခေါ်တယ်ပူတက်တဲ့နေပဲဒါပေမဲ့လောကလူတွေကအဲ့လိုပြောရင်လည်းညံမီမှာနားလည်မှာမဟုတ်အဲ့လိုဘုန်းကြီးတွေမှာအဟုတ်ထင်တဲ့ခက်ကိုအခုကကြီးကန်းအောင်ပဲအဟုတ်ထင်တယ်ကြီးကန်းအောင်ရွှေနာတွေခစားနေရတယ်လို့ဖြစ်တတ်တယ်ဒါကြီးပြောရင်လည်းရှေ့သွားမယ်သူတွေကလည်းအစောရောက်တွေများတော့ဘုံဆိုလိုတဲ့အာဘောကိုနားမလဲပဲနဲ့တချို့လည်းဗလိန်းနေုံဒီလိုတော့မဆိုင်ပါဘူးဒါမေတ္တာနဲ့ပြောပြပေးတာနိဗ္ဗာန်ရောက်ခြင်းနိဗ္ဗာန်ရောက်အောင်ကျင့်ရမှာပေါ့နော်ဝိနည်းလေးစားဝိနည်းကိုသင်မယ်ကောင်းပါတယ်ဘာဖြစ်ဖြစ်ဘယ်ပညာမဆိုသင်ထားတာကောင်းတာပဲဒါပေမဲ့ကိုလျှောက်လန်းတဲ့လမ်းကြောင်းနဲ့တိုက်ရိုက်မတက်ဆိုင်ဘူးလေချမ်းသာခြင်းစီးပွားရေးလုပ်လေချမ်းသာခြင်းလည်းဆိုပြီးအဲ့ဒီလိုမြောက်လေပညာတက်ခြင်းပညာရှာလေပညာတက်ခြင်းတော့ပညာမရှာဘဲနဲ့တခြားအလုပ်လုပ်နေပညာပဲရတခြားဒီမဆိုင်တဲ့ကိစ္စတွေနဲ့အချိန်ဖြုံးနေနိဗ္ဗာန်ရောက်ခြင်းတရားရခြင်းတရားဟောရှာအောင်လေတရားရှာတယ်ဆိုတော့တရားဘယ်မှာရှာမလဲထပ်ပြောရင်ကိုယ်ခန္ဓာကိုယ်ထဲမှာဖျားပေးတဲ့တရားနည်းစနစ်တွေနဲ့ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒုက္ခသစ္စာတွေတရားရှာခြင်းတရားထုတ်ခြင်းဆိုတာမိမိရဲ့အားနည်းချက်ကိုမိမိရှာဖွေခြင်းပဲနားလည်အောင်ပြောရင်ဘာတဲ့လဲတရားထုတ်ခြင်းဆိုတာမိမိရဲ့အားနည်းချက်တွေကိုမိမိတွေ့အောင်ရှာဖွေကိုယ်အားနည်းချက်တွေရှိတယ်ကိုကမသိဘူးမတွေ့ဘူးအဲ့ဒါရှာဖွေနာမှာဆိုလဲနာတရားမှာဆိုရင်လဲလောဘဒေါသတွေကအားနည်းချက်တွေပဲတွေ့အောင်ရှာကိုယ့်ရဲ့နာတရားမှာကိန်းနေတဲ့ကိလေသာလောဘဒေါသတွေကိုကလက်ခံမိတာအဲ့ဒါ virus ဒီ virus တွေကိုအမြင့်ပြတ်ပဲအောင်ကိုကစ조사ရုပ်တရားမှာဆိုရင်လေဒီခန္ဓာကိုယ်ရဲ့အပြစ်တွေအားနည်းချက်တွေတွေ့အောင်ရှာသူတစ်ပါးရဲ့အပြစ်တွေသူတစ်ပါးရဲ့အားနည်းချက်တွေပဲလိုက်ပြောလိုက်ရှာနေတယ်ဆိုရင်တော့တန်တရားအတဝေါတွေရှိအတဝေါတရားတိုးပွားတန်တရားရှိမှာပဲနိဗ္ဗာန်နဲ့ဝေးမှာနိဗ္ဗာန်ရောက်ခြင်းနိဗ္ဗာန်ကြောင်းချင်းဝိနည်းသိခြင်းဝိနည်းလေးလားနိဗ္ဗာန်ရောက်ကြောင်းနဲ့တော့တရားမသက်ဆိုင်ဟုတ်ပြီလားပြီးတော့ဘုန်းကြီးတွေအနေနဲ့လည်းဝိနည်းကိုကျူးလွန်ပြီးတော့ဘာလို့ဘာဖြစ်လဲဆိုဂိူးမဆိုင်ပဲနဲ့စိုးဝါစိုးနေတဲ့ဘုန်းကြီးတွေလည်းရှိတယ်ဒါကတော့မဖြစ်တင်ဘူးပေါ့ဒါပေမဲ့လည်းတချို့ကြတော့
လဲဝင်းဒီကိုအကြောင်းပြအဲ့ဒါလည်းအစွန်းရောက်တယ်တချို့ကလည်းဝင်းဒီကိုလေးစားတယ်လူရှိသူရှိဟန်ပြလေးစားပြပြီးတော့ဝင်းဒီကိုအကြောင်းပြပြီးတော့သူတို့ပဲကြည်ညိုအောင်သူတို့ပဲရန်အစစ်တခြားဘုန်းကြီးတွေလည်းရန်မဟုတ်တော့တရားပြောအဲ့ဒါတွေကိုပဲလူတွေအဟုတ်တင်ပြီးလူကြအဲ့ဒါသူတော်ကောင်းအပိစကုန်းတယ်လည်းမညီဘူးဖះကဝင်းဒီကိုလူတွေကိုလူတိုင်းကိုပေးမတိတဲ့နာတွေဖះဆုံးမထားတာတွေရှိတယ်ဖះစကားတကယ်နားထောင်တဲ့ရှစ်သူတော်ကောင်းတွေကဝင်းဒီကျင့်တာတွေတရားကျင့်တာတွေကိုလူတွေကိုမကျင်ညာဘူးအခုကလို online ပေါ်မှာလည်းမကျင်ညာဘူးလာရင်လည်းဘုန်းကြီးကတရားတွေဘယ်လိုကျင့်ပြီးတော့ဘယ်လိုမျိုးဝင်းဒီတွေလေးစားတာဆိုတာတွေ့ဝိုက်ပြီးလည်းမပြောဘူးအဲ့လိုပြောရင်လည်းသူတော်ကောင်းမဟုတ်ဘူးတဲ့ဒါဖះပြောတဲ့နီမဟာစောရလို့ခေါ်တယ်အဲ့ဒါတခိုးကြီးတွေတဲ့လှည့်ပြားတာလိန်နာလှည့်ပြားတဲ့နီတခိုးကြီးတွေတဲ့ဒါပေမဲ့လည်းအဲ့ဒါဒီလိုပုံကိုယ်တွေကိုဘုန်းဘုန်းတို့ကလည်းမနာလိုဝင်တို့စရာလည်းလုံးဝမရှိဗလိန်းတာလည်းမဟုတ်ဒါအပြုသဘောဆောင်ပြီးမေတ္တာနဲ့ဖြေချပေးတာဖြစ်တယ်ဖះဟောနဲ့အညီဖြေချပေးတာလက်ခံရင်လည်းလက်ခံလက်မခံခြင်းရင်လည်းတရားဓမ္မတို့အပိုင်းဘုန်းဘုန်းတို့ကတော့မေတ္တာနဲ့ဖြေချပေးတာဖြစ်တယ်ဘုန်းဘုန်းတို့ကိုယ်လည်းတတ်နိုင်ဆုံးဝင်းဒီကိုလေးစားလိုက်နာတယ်မလွဲတာလို့ဝင်းဒီကိုတချို့စာတင်တာဦးစင်းကိုရင်လေးတွေလောကျက်ရှိတာကိုလည်းနားလည်ပေးတယ်တချို့တိပိဋကဆရာတော်ကြီးတွေလေအခုနာမည်ကြီးတိပိဋကဆရာတော်ကြီးတွေငငယ်ကကိုရင်လေးဘွားဘောလုံးကန်တယ်ဗျစော့တယ်နော်ဘုန်းတို့မင်းကိုစာတော်ဘုရားကြီးတို့ဆိုရင်လေကိုရင်လေးတွေစော့တာစာတော်ကြီးကိုယ်တိုင်ကိုခွင့်ပြုတာဒါပေမဲ့ဒီကိုရင်တွေကအမြဲဆုံးမှာဆရာတော်ကြီးတွေဖြစ်သွားရင်တော့ဘယ်စော့တော့မလဲငယ်တော့ကိုရင်တွေဘောလုံးကန်တယ်ဆိုဥပမာပြောပြမယ်နော်မကောင်းတော့မကောင်းဘူးအခုက line မော်တွေတင်တာရတော့စိုးတာပေါ့ကိုရင်တိတိလေးတွေကိုအဓိကပြောချင်တာကလေးတွေပျော်ဖို့လိုတယ်မိဘတွေနဲ့ဝေးနေတော့ဒီကလေးတွေငယ်သေးလို့လေကြီးလာရင်တော့သူကသူစင်ကျင်သွားမှာပေါ့နော်စားကြက်နေတာတွေဒီကလေးတွေတရားအထုတ်နေတာတွေစုံခံကြွနေတာတွေမိုးတဲ့ရေတဲ့စောင်းရသည်အေးတဲ့နှင်းတော်တဲ့စုံခံကြွပရိယပရိပဲလှုပ်အစာတွေစူးစမ်းနေတာတွေကြတော့လူတွေကမမြင်ပဲနဲ့မကြည့်ပဲနဲ့တချို့ကတချို့ဝင်းဒီပိုင်းဆိုင်ရာလေးနည်းနည်းပါးပါးကျူးလွန်ပြီးတော့ပဲရေးကြည့်ခွင့်ကြပြောတယ်ကိုသားသမီးတွေကြတော့ကိုတော့မဆုံးမနိုင်တဲ့သူတွေကကိုရင်တွေကိုလက်ညှိုးထိုးပြီးပြောအဲ့လိုမျိုးတွေကြတော့အပြစ်တွေဖြစ်တတ်တယ်ကိုရင်တွေမှားရအောင်ဖုံးကမှန်တယ်လို့မပြောဘူးဒါပေမဲ့ဒီကိုရင်လေးတွေဒီနှုသေးတယ်လေရင့်လာရင်တော့တို့ဘာတို့စင်ကျင်သွားမှာပေါ့ရဟန္တာဖြစ်သွားတဲ့စာတော်ကြီးတွေလည်းငငယ်ကစော့တယ်ကိုရင်လေးတွေဘာစော့ကြတာရှိတယ်နော်ဒါဝင်းပြီးတော့အားနေတာပဲဒါပေမဲ့တက်ကြီးတော့နောက်ပိုင်းတချို့လည်းဒါပဲတကယ်တချို့တွေအခုတိပိဋကစာတော်ကြီးတွေဖြစ်သွားပြီပြုံနာစာတော်ဘုရားကြီးတွေဖြစ်စာချစာတင်စာတော်ကြီးတွေဖြစ်သွားတချို့ဆိုရင်လည်းရဟန္တာဖြစ်သွားဒီရဟန္တာစာတော်ကြီးတွေပရိယပရိပတ်ဒါနာပြီးတဲ့စာတော်ကြီးတွေကိုရင်ဘုရားစော့တဲ့ကိုရင်တွေရှိတယ်စော့ခဲ့ဘူးတယ်စော့ရဆိုရင်ဒါတိလအားဖြင့်ကိုရင်တွေဒါအပြစ်တော့ဖြစ်တာပေါ့သူ့ပေမဲ့လည်းဒီအပြစ်ကအရန်ကြီးလုံးနဲ့ပြင်များတဲ့အပြစ်မဟုတ်ရမ်းမှန်တော့အဘဲတင်မှာပဲဒါလေးတွေတဖြည်းဖြည်းပြုပြင်သွားမှာအဲ့ဒါရုပ်ရေးချင်းခွင့်ကျဲလို့လူတွေရှိမှကိုကပဲသူတော်ကောင်းလူလူနဲ့နော်ကိုချင်းချင်းတက်နှင်းပြီးတော့ကိုအမြင့်ရောက်ဖို့အတွက်သူတစ်ပါးတွေကိုတက်နှင်းတယ်လို့ဖြစ်တယ်ကိုနာမည်ကြီးဖို့လက်လာပဲရောက်ဖို့ကိုလူတွေပို့အထင်ကြီးဖို့အတွက်သူတစ်ပါးတွေကိုတက်နှင်းတယ်အတိတ်ပဲအဲ့ဒါဒီဖះဟောနဲ့မညီဘူးတကယ်ဝင်းကြီးလေးစားတဲ့သူတော်ကောင်းလမ်းစဉ်မဟုတ်ပါဘူးဒါကိုမေတ္တာနဲ့ဖြေချပေးတယ်တရားဓမ္မတွေအနေနဲ့လည်းကြိုက်တဲ့လမ်းလျှောက်ပါဘဘတော့မေတ္တာနဲ့အဆုံးမရောက်အောင်လို့မျက်မှတ်တတ်တာပြောပြပေးတာဘုရုမှဘလို့ရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူးတိုက်ခိုက်တာလည်းမဟုတ်ဘူးအဲ့ဒါနိဗ္ဗာန်ရောက်ခြင်းတော့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုလိုက်နာဖို့နော်နိဗ္ဗာန်ရောက်ကြောင်းအဓိကထားဖို့ဘုရားရှင်ကလည်းနိဗ္ဗာန်ရောက်ကြောင်းတွေဘုန်းတို့ဒါအပ္ပမဒေနာဘိကဝေတမ္မာသေးတာနော်အပ္ပမရတရားမမေ့နဲ့မလျော့နဲ့ဒါပဲအဓိကပြောတာမင်းတို့လူတွေဝင်းနီးတင်ကြဝင်းနီးအဲ့လိုခေါ်နေတာမဟုတ်ဘူးဝင်းနီးကတိတိတိထားလောက်ပဲလူတွေကိုပြောရမ်းတွေအချင်းချင်းပြောမယ်ကိစ္စဒါကလေသူ့စီကန်းနဲ့သူစီကိုစီဆိုတာရှိတယ်လေရမ်းတွေလည်းရမ်းတွေချင်းချင်းတကယ်အပြုသဘောဆောင်စေခြင်းနဲ့ဆိုရမ်းချင်းကိုအဓိကထားရမ်းချင်းဝင်းနီးတွေလေးစားပြအောင်အချင်းချင်းကုညီရိုင်းမင်းဖေးမာရင်းနဲ့ဆောင်ရွက်ရမှာလိုင်းပေါ်မှာလူထင်ကြီးအောင်ဖိတ်ရမှာမဟုတ်ဘူးနော်အဲ့လိုဖိတ်နေဆိုတော့လူတွေတော့ကြိုက်မယ်ဘုံဘုံတို့ပြောပြန်တော့ဘုံဘုံတို့ကပဲဘာကြောင့်တိုက်ခိုက်တယ်လို့တချို့အမြင်ကျင်းတော့တိုက်ခိုက်အောင်ပဲဘုံဘုံတော့ဂရုမစိုက်ပါဒါမဲ့ဘုံဘုံတို့ကတော့ဒါဖះဟောနဲ့ပြောပြတာပါဘုံတို့ကကိုယ်တိုင်လက်တက်နေဆုံးကောင်းအောင်နေပေမဲ့တချို့မလွဲတာလို့လွဲချက်ရှိနေတဲ့သူတွေဘုံတို့ကမတိုက်ခိုက်ဘူးမဝေဖန်ဘူးဒါပေမဲ့သာသနာဖြစ်နေတဲ့သူတွေဆိုရင်တော့ဘုံတို့ကဝေဖန်တိုက်ခိုက်ရမှာပဲဘုံတို့ကာကွယ်ရမှာတိုက်ခိုက်မယ်စောင့်ရှောက်အောင်ပါပဲအခုဆိုရင်ကြတော့သာသနာတွင်းထဲကနေပြီးတော့အတွင်းကနေလှိုက်စားတာပေါ့နော်စွန်းဆန်တဲ့ကြွက်ချီရိုးသူလိုမျိုးတကယ်ပရိယပရိဘက်ဆောင်ရွက်နေတဲ့သူတွေကိုတစ်ဖက်လက်နဲ့တိုက်ခိုက်ပြီးသူတို့ပဲဘုံကြီးအစ်စ်ပုံစံတစ်ဖက်လက်နဲ့ပြောလူတွေကိုလည်းဝင်းကြီးကိုမဖြစ်မနေတင်ရတော့မလို့လူပုဂ္ဂိုလ်တွေနဲ့တီးတင်တီးထိုက်တယ်ဆိုပေမဲ့လိုရတဲ့ပို့သွားရင်တော့ဘယ်ရောက်မှမကောင်းဘူးတီးတင်တာတော့ဟုတ်တယ်ဒါကြီးပြောရင်အရန်ရှည်သွားမယ်အဲဒီတော့ဒီကနေ့မှကြိုက်တာလို့ပါ
ဘုံပြောလဲလုံးချင်တာလုံးကြမဲ့သူတွေပဲလေဘုံတော့မေတ္တာနဲ့ဒီလိုဖြစ်ပြပြီးသွားပြီရှင်းလေးပဲနိဗ္ဗာန်ရောက်တယ်နိဗ္ဗာန်ရောက်ကြောင်းကြိုးစားဝိနည်းသိချင်းဝိနည်းတွေသွားတင်နိဗ္ဗာန်နဲ့တော့မဆိုင်သေးဘူးနော်ဝိနည်းဆိုတာတီလာအစစ်ပဲဘုန်းကြီးတွေတီလာဘုန်းကြီးတွေစောက်တီးအောင်လူတွေတီလာလူတွေကငါးဘက်တီလာလုံးအတန်းနဲ့ဆုံးနေဟုတ်ပြီလားဒါရှင်းလေးပဲလေဒီအတွက်ကိုကြိုက်တာကိုလုံးပေါ့ဘုံမပြောလဲလုံးချင်တဲ့သူမှလုံးမှာပါသိပါတယ်ဒါပေမဲ့ဘုံကမေတ္တာနဲ့ဘုဒ္ဓမျက်နှာမှာမထောက်ဖျားမျက်နှာပဲထောက်ပြီးတော့အာဂတိကင်းစွာစေနာနဲ့အပြုသဘောဆောင်ပြီးတော့ဖြေချပေးပါတယ်ဗျာ9:15ရှိသွားပြီဆိုတော့ဘုံတရားဟောတာတနာကြီးကြော်သွားပြီတရားသိရအောင်နော်ဘုံတို့မနေ့ပြန်ညပြန်ဆုံးပါမယ်တင်းနေနေည7:00နာရီမြန်မာစံတော်ချိန်ည7:00နာရီပြန်ဆုံးပါမယ်တရားဓမ္မများတည်ကျင်တဲ့မိကုံများကြန့်ရှိတဲ့မိကုံများမနေ့ပြန်ဆက်ပြီးတော့ဖြေချပေးပါမယ်အားလုံးသောရဲရှင်လူယောဂီတော်စင်ပေါင်းနေကောင်းချမ်းမှာတက်ရှိစွာဖြင့်ဘသူတွေတရားပြည့်ကိုမပြတ်စေပဲနဲ့ဘဝတတန်တူတူလေးမှာဒီဘဝမှာပင်တရားတို့များတည်မြင်အောင်အပယ်လေးပါးကလွတ်မြောက်အောင်လူပြည့်ကျုံနှံ့အောင်ကျင့်ကြံအထောက်နိုင်သောမြတ်ဗုဒ္ဓ၏အရိယာသားတော်သမီးတော်များသူတော်စင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်တည်းကဲအားလုံးအများဝေမယ်ဘုရားတပည့်တော်များသည်တန္တရာမစာ၍ယခုအချိန်ထိပြုလို့အားထုတ်ထားခဲ့သောဒါနသီလဘာဝနာစသောကောင်းမှုကုသိုလ်များ၏အဖို့ပါကကိုတန္တရာမစာ၍ယခုအချိန်ထိတော်ဆက်ပတ်သက်ခဲ့သောမိဘဘိုးဘွားဆရာဓမ္မဆွေမျိုးညီရကိုညီအမမောင်နှမမိတ်ဆွေပေါင်းတို့အားအမြပေဝေပါ၏မဟာပုရိသကြောင့်တော်ရရိတ်တာစတင်တိုက်များနှင့်ပတ်သက်ဆိုင်သောနှကောင်းနှမြအပေါင်းမြင်မမြင်အပ်ပုဂ္ဂိုလ်အပေါင်းအဆောင်ရှောက်ပေါင်းတို့အားအမြပေဝေပါ၏နဂါကလုံးဂုံမယခဝိဇ္ဇာဇောကြီးတပတိမအစပြု၍30ပုံအနန္တစကြာဝဠာအနန္တတတဝါအာလုံးတို့အားအမြပေဝေပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားဘေးရန်ကွာကျမ်းမာကြသည်ချမ်းသာကြသည်တရားဓမ္မပြေဝကြသည်လူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုရရှိခံစားနိုင်ကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြယူတော်မူကြပါကုန်လောတာတုကုသိုလ်အမြယူတော်မူကြပါကုန်လောတာတုကုသိုလ်အမြယူတော်မူကြပါကုန်လောတာတုစကြဝဠာနန္ဒနာရှိကြကုန်သောသူတော်ကောင်းသူမြတ်လောင်းပေါင်းတို့ပြဖို့သောမေတ္တာဓမ္မပြုဓမ္မကောင်းမှုကုသိုလ်များ၏အဖို့ဘာကကိုအကျွန်ုပ်တို့ကအခါခတ်သိမ်းရိုသေစွာခံယူပါသည်ဖျားတာတု